မနေ့ကဗမုကလောမတော်ရတမီယောဝိသစ္စေတိဆိုတာမြတ်ခုံးအမွေးတော်ကနေရောင်ချီတော်လွတ်တယ်ဘာရောင်ချီတော်လဲညူတော်ရောင်ချီတော်တဲ့ဗမုကလောမဗမုကဆိုတာမြတ်ခုံးလောမဆိုတာမွေမြတ်ခုံး၌ပေါက်သောအမွေးကိုမြတ်ခုံးမွေးမြတ်ခုံးမွေးတော်မှာရောင်ချီတော်လွတ်တဲ့အခါမှာတလောကလုံးအမိုက်မှောင်အတိဖြစ်သွားတယ်အမိုက်မှောင်အတိဖြစ်သွားတာကိုထောက်ရင်ဒီရောင်ချီတော်ဒီမနေ့ကဘာရောင်ချီတော်လို့ပြောညိုသောရောင်ချီတော်တဲ့နီလပိတလောဟိတနဲ့ဩဒါတရောင်ချီဆိုတာလေနီလညိုသောရောင်ချီတော်ပိတဝါသောရောင်ချီတော်လောဟိတနီသောရောင်ချီတော်ဩဒါတပိုင်တို့ဖြူသောရောင်ချီတော်တဲ့မင်းစိတ်ထပပတ္တရဆိုရောင်ချီတော်6တယ်အဲ့တော့ရောင်ချီတော်လွတ်လိုက်တဲ့အခါမှာတလောကလုံးမိုက်မှောင်ကျသွားတယ်တဲ့အဲ့ဒီမှာရတမီယောဝိသစ္စေတိမှာတရားကိုကောက်ရင်ဒါအဘိညာဉ်ပဲဘာဘိညာဉ်တော့အိဒီဝိဒအဘိညာဉ်ပဲအမိုက်မှောင်ကျသွားတာလေအဲ့ဒါအဘိညာဉ်ရဲ့အိဒီဝိဒအဘိညာဉ်ရဲ့တကူလို့ပြောရမှာဒါနဲ့ပတ်သက်ပြီးတော့စိတ်စဉ်ဖြစ်ပုံဝိသီဆိုရိုးတဲ့ကြည့်ခဲ့ရလားအဲ့ဒီထဲမှာအပြည့်စုံကိုရေးထားတာသူ့ဝါနဲ့သူပဲဘိညာဉ်6ပါးလုံးအထူးအပြင်အိဋ္ဌိဝိဒဒီနေရာမှာအိဋ္ဌိဝိဒဘိညာဉ်ပေါ့လေအမိုက်မှောင်ဖြစ်စေခြင်းရဲ့ညိုသောပိုင်တော့ရောင်ချီတော်ပေါ့နော်ညိုသောရောင်ချီတော်ကိုလွှတ်ရတယ်အဲ့ညိုသောရောင်ချီတော်ကိုအဲ့ဒါဖြစ်ပေါ်စေခြင်းနဲ့ဆိုရင်ဘာကတိုင်းပညတ်ကိုအာယုံပြုရလဲခုနကပြောပြီးသားနီလကတိုင်းပညတ်ကိုဘာလို့ ရလဲအာယုံပြုရတယ်တဲ့သူ့တမတ်ချက်ကလေးနဲ့သူအကုန်လုံးရှိပြီးသားပဲအသိမဲ့သိသွားတာအိဒီဝိဒအဘိညာဉ်ပေါ့လေဒီမှာဆိုရင်လည်းပဲမိလျံကိုဖြစ်စေရ၌တည်သောကတိုင်းပညာကိုအာယုံပြုရတယ်မိလျံရေအရင်ဆိုတော့ဒါလည်းသိပါတယ်အဘောကတိုင်းပညာမြတ်စွာဘုရားရေမိအစုံတကိုးပြာတိဟာပြတဲ့အခါမှာမျက်လုံးတော်နှစ်ခုဆိုရင်ဘယ်ဘက်မျက်လုံးတော်ကရေလျံလွတ်တယ်ဆိုရင်ဟိုညာဘက်မျက်လုံးတော်ကဘာပဲမိလျံရေအရင်နဲ့မိလျံဟုတ်လားနောက်တော့ကမြေကြီးပေါ်မှာဟုတ်လားငုတ်ရှိုးခြင်းအဲ့ဒါပြုတ်တဲ့အခါမှာတော့ဘာအာယုံပြုတ်တယ်လဲအာဘောကတိုင်းပညာကိုအာယုံပြုတ်တယ်တဲ့မြေကြီးပေါ်မှာငုတ်လျိုးခြင်းနဲ့ဆိုရင်အဲ့ဒီမြေကြီးကရေလိုဖြစ်မှငုတ်လို့ရမှာမို့လားဒါကြောင့်မို့ဘာကတိုင်းပညာကတိုင်းပညာ10ပါးရှိတယ်မို့လားကတိုင်းပညာ10ပါးအဲ့မှာဝဏ္ဏကတိုင်းပညာဆိုပြီးတော့နီလပိတလောဟိတဩဒါတဟုတ်တယ်မလားပြီးတော့မှတကအာလောကတို့အာကာသတို့လေအဲ့တော့အဲ့ဒါရင်းနဲ့ပတ်သက်ပြီးအသေးစိတ်အကုန်လုံးပြထားတယ်ခဲထားမတော့ရောင်းရတာဒါခုနကမြေကြီးပေါ်မှာငုတ်လျိုးမှုပြုကျင်တယ်ဆိုရင်အာဘောကတိုင်းပညာကိုအာယုံပြုနောက်တကတို့ပြောင်းမြန်ရေထဲမှာလမ်းလျှောက်ခြင်းတယ်ဆိုရင်လမ်းလျှောက်တယ်ဆိုတာမာတဲ့နေရာမှာသာမလုပ်လို့ရတယ်
လမ်းလျှောက်လို့ရတယ်မားတယ်ဆိုတာပထဝီမြေကြီးပေါ်မှာမို့လားဒါကြောင့်မလို့ရေပြင်မှာလမ်းလျှောက်မှုပြုကျင်ရင်ဘာပညတ်ကိုအာယုံပြုရတယ်ပထဝီကတိုင်းပညတ်ကိုအာယုံပြုရတယ်တဲ့ပရိကံပြုပုံလေးပါသူ့ဟာလေးနဲ့သူတစ်ခုပါပဲကဲဒါဆိုရင်အခုကိုကြီးတို့ဒီဗမှုကလောမတော်ရတမီယောဝိသဇေတိကိုအခြေခံဝီထီများနဲ့တကွာဝီထီချပါဗရဏဝီထီကတော့အိဋ္ဌိဝိဒအဘိညာဝီထီလို့ပြောရမှာဟုတ်လားဗရဏတော့ဒီတဝီထီပဲเนาะသို့တော့အခြေခံနဲ့အချမ်းရဝီထီများနဲ့တကွာဆိုရင်သူ့ကိုဘယ်လိုပြောမလဲပထမဆုံးပါရဂဇာနာဝီထီဒုတိယပရိကမ္မဝီထီတတိယအဲ့ဒီတဖန်ပါရဂဇာနာဝီထီစတုထကြမှာအိဋ္ဌိဝိဒဘိညာဝီထီဟုတ်ဘူးလားအဲ့တော့ဆိုရိုးကြလေးပြောမယ်ဆိုရင်အဘိညာဝီထီကိုဖြစ်စေလိုတဲ့ပုဂ္ဂိုလ်အဘိညာတစ်ခုခုကိုဖြစ်စေလိုတဲ့ပုဂ္ဂိုလ်ဟာအ ਨੇ ဆုံးသူသည်ဇံပိုင်တော့တမပတ်ဘဏ္ဍပါ8ပါးတဲ့ဇံတမပတ်8ပါးပေါ့ဒါကလည်းပဲအဓိကကဖြစ်တော့ရူပပိစမေဇံပေါ့နိရောဓတမပတ်ဆိုရင်တော့ဇံတမပတ်8ပါးလုံးရမှပဲဇံတမပတ်8ပါးရတဲ့အနာဂံယဟန္တာသာနိရောဓတမပတ်ကိုဘာလို့လို့ရလဲဝင်စားလို့ရတယ်လို့ပြောတာအဘိညာဉ်ကတော့အဲ့ဒီအဓိကမဟုတ်ပါဘူးအဘိညာဉ်ကခင်ဗျားတို့ရူပကုသိုလ်ရူပကုသိုလ်ကရိယာပိစမဇံကိုပဲအဘိညာဉ်လို့ပြောတာဟုတ်လားအဘိညာဝတိနာပောတမာနံအဲ့တော့သူရတော့တမပတ်8ပါးလုံးရင်လုံးမဟုတ်ဘူးအဓိကကတော့အောက်ရူပဇံပိုင်လို့5ပါးလို့ထားကြပါစို့နော်ကဲဒါကိုပဲတာမညပြောတော့တမပတ်8ပါးနဲ့ပြည့်စုံသောပုဂ္ဂိုလ်သည်ကဲဒီပုဂ္ဂိုလ်ကဘာဖြစ်ချင်တာလဲမြတ်ခုံးမွေးတော်ကနေရောင်ကြီးတော်လွတ်မှာမို့လားအခုဒါဘယ်သူကလွတ်မှာလဲမြတ်စွာဘုရားအဲ့တော့မြတ်စွာဘုရားကသူ့ရဲ့မြတ်ခုံးမွေးတော်ကနေရောင်ကြီးတော်လွတ်တော်မယ်ဆိုရင်ဘာလုပ်မလဲဆိုတော့အဲ့တော့ရောင်ကြီးခန္ဓာမြတ်ခုံးမွေးတော်ကနေရောင်ကြီးတော်ဖြစ်စေလိုတဲ့ဟုတ်လားဆန္ဒဖြစ်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားသည်မိမိ၏မြတ်ခုံးမွေးတော်မှညူသောပိုင်တော်ရောင်ချီတော်ကိုဖြစ်စေလိုလားသောဘာကတိုင်းပညတ်နီလာကတိုင်းပညတ်ကိုအာယုံပြု၍ကဲပါရဂသန္တာဝီချလိုက်လေဝင်္ဂဆလနာဘဝင်ကုပိစေရမနောဒွါရဝဇံဖျားဆိုတော့ဥပဇာအနုလောဂောတရဘူးဟုတ်တယ်မလားဂောတရဘူးဆိုတော့ဥပဇရသမာဓိဇောဘယ်နှကြိမ်3ကြိမ်ပြီးတော့မှရူပဝဇရကရိယာပိစမဇံအကြိမ်ဘယ်လောက်အကြိမ်များစွာအကြိမ်များစွာလဲရတယ်အကြိမ်လိုသလောက်ပိုက်တော့ဖြစ်ချင်းဟူသောအဘိညာပါရကဟုတ်လားအဘိညာပါရကပိစမစ္ဆာနာတမသေဇနာဝီထိပိုက်တော့ဖြစ်ပါတယ်ဒါပထမဆုံးပြောလိုက်တာပထမဆုံးခြေခံဝီထိမို့လားစကလုံး3ပုံလေးကိုကြည့်နော်မြတ်စွာဘုရားအခုညိုသောရောင်ချီတော်လွတ်မှာကမြတ်စွာဘုရားမို့ဒါမို့ကတ္တကိုသုံးလိုက်တယ်မြတ်စွာဘုရားသည်သူကဘာလို့တာလဲမြတ်ခုံးမွေးတော်ကနေရောင်ချီညိုသောရောင်ချီတော်လွတ်မှာမလို့မြတ်စွာဘုရားသည်မြတ်ခုံးမွေးတော်မှညိုသောရောင်ချီတော်ကိုဖြစ်စေလိုလတ်တော်ဟုတ်လားသို့မဟုတ်ညိုသောရောင်ချီတော်ကိုလွတ်လိုလတ်တော်ဟုတ်တယ်မလားနီလာကတိုင်းပညာကိုအာယုံပြု၍ဝိရိဆိုလာဝိင္ကသနာဝိကုပိစေတာဟုတ်လားမနောရရဝဇံဥပဇာနုလောဂောတရဟုရူပကရိယာပိစမဇာအကျိန်များစွာဖြစ်ခြင်းဟူသောသို့မဟုတ်လိုသလောက်ဖြစ်ခြင်းဟူသောဘိညာပါရကရူပပိစမဇာသမပိစနာဝိတိဖြစ်၏အဲ့ဒါပြီးရင်အားလိုက်ပရိကမ္မဝိတိပရိကံဆိုတာဘာလဲပေါ့ပရိကံဆိုတာကအဘိညာဉ်စိတ်ဖြစ်ပြီးတဲ့နောက်မှာဟလာကိုဖြစ်စေခြင်းတဲ့အရာကိုစိတ်နဲ့မှန်းပြီးတော့ပြုတဲ့အရာကိုဒါပရိကံလို့ခေါ်တယ်ခင်ဗျားတို့
ဝီရိဆိုယစာအုပ်လေးထဲမှာဆိုရင်စာအုပ်ကလည်းပါခဲ့ဘူးထင်ပါရဲ့ဝီရိဆိုယစာအုပ်ထဲမှာဆိုရင်စာမျက်နှာ73မှာပရိကံစိတ်သည်အဘိညာဝီတိကြပြီးသည်မှဖြစ်ပေါ်လာသောအရာများအဘိညာဤအကျိုးဆက်များကိုစိတ်ဖြင့်မှန်းဆပြီးတော့ဘာလို့အာယုံပြုတဲ့ဟုတ်လားစိတ်ကိုခေါ်တာသူကအဘိညာရဲ့အကျိုးဆက်များကိုစိတ်နဲ့မှန်းပြီးတော့အာယုံပြုတာအဲ့တော့ဘိညာရဲ့အကျိုးဆက်ဆိုတာဘာလဲပေါ့အခုအိဋ္ဌိဝိဒအဘိညာဖြစ်ပြီးမှဒီချိန်ဖြစ်ပြီးတာနဲ့တပြိုင်နက်သူဖြစ်ချင်တာကညိုသောရောင်ချီတော်မျက်ခုံးတော်ကနေပြီးတော့လွတ်ချင်တာမလားထွက်ချင်တာမျက်ခုံးမွေးတော်ကနေပြီးတော့ညိုသောရောင်ချီတော်တွေထွက်ချင်တာအခုလည်းပဲပရိကံစိတ်ဆိုတာအိဋ္ဌိဝိဒအဘိညာဖြစ်ပြီးတာနဲ့သူ့ရဲ့အကျိုးဆက်နေနဲ့မြတ်စွာဘုရားသူ့ရဲ့မျက်ခုံးမွေးတော်ကနေထွက်ပေါ်လာမဲ့အဲ့ဒီညိုသောရောင်ချီတော်ကိုစိတ်နဲ့ဘာလို့လဲမှန်းပြီးတော့အာယုံပြုတာအဲ့ဒါကိုဘာလို့ခေါ်လဲပရိကံပြုတယ်လို့ပြောတာဟုတ်လားဘာပြုတာလဲပရိကံပြုတာဒါကြောင့်မလို့သူဖြစ်စေခြင်းနာကညိုသောရောင်ချီတော်ဒါမို့ထို့နောက်မိမိဖြစ်စေလိုသောညူသောရောင်ချီတော်ကိုဟုတ်လားစိတ်နဲ့အမှန်အာယုံပြု၍အဲ့မှာတော့အမှန်တရားအဖြစ်အောင်ပြု၍ပရိကံပြုပုံကလေးကဘာလဲညီသောအညူရောင်နေဖြစ်စီခြင်းတာမို့လားဒါမို့လို့နီလောဟောတုဟုတ်တယ်မလားနီလောဟောတုလို့ပရိကံဘာလို့ရမလဲပြုရမယ်နီလောညူသောရောင်ချီတော်သည်ဟောတုဖြစ်ပေါ်စေတည်းအဲ့ဒီလိုပရိကံပြုတဲ့အခါမှာဝင်္ဂသနာဝင်ကုပိစေရာမနောရဝဇ္ဇမာဂရိညာတံဟုတ်သောဇော9ကြိမ်ဖြစ်ခြင်းဟူသောပရိကံမဝီထိပိုက်ဖြစ်တယ်။တာမညာလေးပြောရင်တော့ဝီထိတွေကြီးသွားမှာရဲ့။တာမညာခင်ဗျားတို့သိတဲ့အတိုင်းတာမညာလေးဘာမှမပါဘူးဆိုရင်တော့ပထမဆုံးစလာကလေးကဝင်္ဂသလနာပိယလာအဘိညာကျိန်များစွာဖြစ်ခြင်းသောဘိညာပါရကဇာနာဝီထိအာထုနောင်ဝင်နေငယ်ချဝင်္ဂသလနာမာဂရိညာတံသော9ကြိမ်သောပရိကမ္မဝီထိအာထုနောင်ဝင်နေငယ်ချဝင်္ဂသလနာပိယလာရူပပိစမဇံကျိန်များစွာဖြစ်သောတဖန်ဘိညာပါရကဇာနာဝီထိအာထုနောင်ဝင်နေငယ်ချဝင်္ဂသလနာဣတိဝိဒကရိယာပင်ဒီချိန်ပြီးထို့နောက်ဝင်ဖြဲတဲ့သမျှဖြစ်ပြီးချုပ်ဆိုတာဒါအချင်းချုပ်နေလဲဆိုတာလားဟုတ်လားအဲ့တော့ဒီရဲ့ဘိညာဉ်တွေအခြေခံအပြင်ဆိုတဲ့အခါမှာ तू ကမပေါ်ဘူးရဲ့ဟုတ်လားမပေါ်တဲ့အခါကျတော့ပု္ပ္ပစကများကကြိုက်ချင်မှကြိုက်မှာပေါ့ဒီစကလုံးလေးတွေဂျားညက်ထည့်ပြီးတော့ဆိုရရင်ဒါပို့ပြီးတော့သဘာဝကျတယ်အတိတ်ပဲလဲနားလေတယ်နော်ခင်ဗျားတို့ကြည်ခိုင်းတာကြက်ခိုင်းတာဆိုတာဒါဟုလို့ခိုင်းတာလေခင်ဗျားတို့အဲ့စာကိုကြည့်ခဲ့ပြီပြောတာဒါဟုကြည်ခိုင်းတာခင်ဗျားတို့အဲ့တော့ဘိညာဉ်အမလို့ခုလည်းပဲဒီမှာထို့နောက်ဘဝင်တွင်ငယ်ချ၍အဲ့ဒီနီလာကတိုင်းပညာကိုပင်အာယုံပြုပြီးတော့ခုနပြောတဲ့တဖန်ဘိညာပါရကဇာနာသမာပိဿနာဝီထိဖြစ်ပြပါတယ်ပြီးတော့မှထို့နောက်ဘဝင်ငယ်ချပြီးတော့ပရိကံပြုခဲ့သည့်အတိုင်းဖြစ်စေနိုင်သောဝင်္ဂသရပိယလဣတိဝိဒကရိယာဘိညာတကြိမ်ဖြစ်ပြီးလင်ထို့နောက်ပိုက်တော့ဝင်ဖြစ်တဲ့သမျှဖြစ်၍ချုပ်ကြလေသည်တဲ့ကိုကဗမုကလောမတော်ရတမိယောဝိသေစေတိအဲ့တော့မြတ်ခုံးမွေးတော်ကနေရောင်ချီတော်လွတ်တယ်ဆိုတဲ့အဲ့ဒီဗမုကလောမတော်ရတမိယောဝိသေစေတိကိုအခြေခံဝီထိများနဲ့တကွာဟုတ်လားဟဲ့စိတ်ဝီထိဖြစ်ပုံကိုရေးပါဆိုရင်ဒီအတိုင်းရေးမှရမယ်။ဘာလဲတော့တစ်ခေါက်ရှိရနေပြီးတော့ဆိုပြမယ်နောက်ကနေအကုန်ရအောင်လှုပ်ထားမင်းတို့မရခဲ့ဘူးဆိုရင်သာဝမကြည့်ခဲ့ဘူးဆိုတဲ့အဓိပ္ပာယ်ပဲ။အဲ့တော့မြတ်စွာဘုရားသည်မိမိမြတ်ခုံးမွေးတော်မှညိုသောရောင်ချီတော်ကိုဖြစ်စေဖြစ်စီလူလတ်သောနီလာကလန်းပညာကိုအာရုံပြု၍ဝင်္ဂသနဝင်ကုပိစေရာမနောတော်ရာဝဇံအနုပနာဥပဇာအနုလုံးဂောတရဘူးရူပကရိယာပိစမဇံလူသလောက်ဖြစ်ချင်းဟူသောအဘိညာပါရက
ပင်စမစ္ဆာနာတမာပိစနာဝီထိဖြစ်၏ထို့နောက်မိမိဖြစ်ပေါ်စီလူသောညူသောရောင်ချီတော်ကိုအမှန်တရားအဖြင့်အာယုံပြု၍နီလောဟောတုညူသောရောင်ချီတော်ဖြစ်စေတည်းဟုပရိကံပြုလျင်ဘဝင်ငါဆလေနာဘဝင်ကုပစ္စေရမနောဒရဝဇံမဟာကရိယာညာတန်ဇောခုနှစ်ကြိမ်ဖြစ်ခြင်းဟူသောပရိကမ္မဝီထိဖြစ်၏ထို့နောက်ဝင်နေငယ်ချ၍ဝင်နေငယ်ချ၍နီလာကလိုင်းပညာကိုပင်အာယုံပြု၍ဝင်ငါဆလေနာဘဝင်ကုပစ္စေရမနောဒရဝဇံဥပဇာနုလုံဂေါတရဘူး ရူပကရိယာပင်စမဇာဟုတ်လားအကျိန်များစွာသို့မဟုတ်လိုသလောက်ဖြစ်ခြင်းဟူသောတဖန်ဘိညာပါရကဘာရောပင်စမဇာနာတမာပိစနာဝီတိဖြစ်ပြန်၏ထို့နောက်ဝင်နေငယ်ချ၍အဲ့တော့ပရိကံပြုခဲ့သည့်အတိုင်းဖြစ်စေနိုင်သောဘဝင်္ဂဇနာဝေကုပိစေရာမနောဒရာဝဇံဥပဇာနုလုံဂေါတရဘူးဣတိဝိဒကရိယာဘိညာတကြိမ်ဖြစ်ပြီးလေထို့နောက်ဝင်ပြထက်သမျှဖြစ်၍ဘာလို့ချုပ်ကြလေသည်တဲ့အဲ့ဒါကဗမုကလောကမတော်ရတမိယောဝိသဇေတိဆိုတဲ့အဲ့ဒီဝကြနေရာမှာအခြေခံဝီထီများနဲ့တကွသို့မဟုတ်အချမ်းရန်ဝီထီများနဲ့တကွဝီထီချပါဆိုရင်ဒီတိုင်းချရပါကောင်းစဉ်လေးဆိုပြမယ်မိကွန်းအောက်ကနေဖြည့်กว่าကိုဗမုကလောမတော်ရတမိယောဝိသဇေတိ၌အခြေခံဖြစ်တဲ့သောအခြေခံဝီထီများနဲ့တကွဝီထီဖြစ်ပုံကိုရေးပါသို့မြတ်စွာဘုရားသည်မိမိ၏မြတ်ကုန်းဝေးတော်မှာညိုသောရောင်ကြီးတော်ကိုဖြစ်ဆိုလိုလာသောနီလာကတိုင်းပညာကိုအာယုံပြု၍ဝင်ကစရဏဘဝင်ကုပိစေရမနောဒဝရဝဇံဥပ္ပစာနုလုံဂေါတရဘူးရူပကရိယာပစ္စမဇံဒီလိုသလောက်ဖြစ်ခြင်းဟူသောအပညာပါရကရူပပစ္စမဇာနာသမာပိစနာဝိတိဖြစ်၏ထို့နောက်မိမိဖြစ်ပေါ်စေလိုသောညူသောရောင်ချီတော်ကိုအမှန်တရားဖြင့်အာယုံပြု၍နီလောဟောတုညူသောရောင်ချီတော်ဖြစ်စေတည်းဟုပရိကံပြုလျင်ဝင်ငါစရဏဘဝင်ကုပိစေရမနောဒဝရဝဇံမာဂရိညာတံသောခုနှစ်ကြိမ်ဖြစ်ခြင်းဟူသောပရိကမ္မဝီလိဖြစ်၏ထို့နောက်ဘဝင်နေငယ်ချ၍ထိုနီလာကတိုင်းပညာကိုပင်အာယုံပြု၍ဝင်ငါစရဏဘဝင်ကုပိစေရမနောဒဝရဝဇံဥပ္ပဇာအနုလုံဂေါတရဘူးရူပဝဆရကရိယာပစ္စမဇံလူသလောက်ဖြစ်ခြင်းဟူသောအဘိညာတဖန်ဘိညာပါရကသရူပပစ္စမဇာနာသမာပစ္စနာဝီတိဖြစ်ပြန်၏ထို့နောက်ဘဝင်နေငယ်ချ၍ပရိကံပြုခဲ့သည့်အတိုင်းဖြစ်ပေါ်စေနိုင်သောဝင်ကဆလနာဘဝင်ကုပိစေတာမနောရရာဝဇံဥပ္ပစာနုလုံဂေါတရဘူးဣတိဝိဒကရိယာဘိညေဘိညေသောတကြိမ်ဖြစ်ပြီးလျက်ချုပ်ကြလေသည်တဲ့ဒါကသူ့ဆူရိုးလေးနဲ့ချရင်ပြောရင်ပေါ်တယ်ပေါ့လေအဲ့ဒီမှာပရမသုံးပါရကဇံရဲ့အာယုံနောက်တစ်ခါပရိကံစိတ်ရဲ့ဟုတ်လားပရိကံဇောစိတ်ရဲ့ဘာလို့အာယုံဟုတ်တယ်နော်နောက်တစ်ခါအဘိညာဉ်ရဲ့ဘာလို့အာယုံဆိုပြီးတော့ရှိတယ်အဲ့တော့ခုနကတော့ဒီမှာပထမဆုံးဟလာအဘိညာဉ်ပါရကဇံဇောရဲ့အာယုံကိုပြောလိုက်တဲ့အခါမှာစစရင်ပါပြီးသားပဲလေညူသောမိမိရဲ့မျက်ခုံးမွေးတော်ကညူသောရောင်ချီတော်ကိုဖြစ်စေခြင်းနဲ့ဆိုရင်ဘာကတိုင်းပညာကိုအာယုံပြုပြီးတော့ဇံကိုပွားရဇံဝင်စားရတာလေနီလာကတိုင်းပညာအဲ့ဒါကြောင့်မလို့ယေဝီထိ၌ယေဝီထိ၌ဟုတ်လားပါရကဇံဤအာယုံပါတယ်တော့နီလာကတိုင်းပညာဟုတ်ပြီတစ်ချက်နောက်တစ်ခါပရိကမ္မဝီထိသွားလိုက်တယ်ပရိကမ္မဝီထိကြတော့ထို့နောက်မိမိဖြစ်ပေါ်စေလိုတဲ့
ဟုတ်လား तू ကဘာဖြစ်ချင်တာမြတ်ကုန်းမွေးတော်ကနေညူသောရောင်ချီတော်ဖြစ်ချင်တာထွက်ပေါ်စေခြင်းတာမို့လားဒါမလို့အဲ့ဒါမြတ်ကုန်းမွေးတော်မှာထွက်ပေါ်လာမည်သို့မဟုတ်ဖြစ်ပေါ်လာမည်ဘာကြီးတော့ညူသောအဲ့ဒီရောင်ချီတော်ကြီးကိုပဲပရိကံစိတ်ကဘာလို့တာလဲအာယုံပြုတယ်ဟုတ်လားအာယုံပြုတဲ့အခါမှာပရိကံစိတ်ရဲ့အာယုံကခုနပြောတဲ့အဘိညာဉ်ဖြစ်ပြီးတဲ့နောက်မှာပေါ်လာမဲ့အကျိုးဆက်ကို तू ကအာယုံပြုတာမပေါ်ခင်ကလေးကမှန်းပြီးတော့အာယုံပြုတာဖြစ်တဲ့အတွက်ကြောင့်ပစ္စုပန်လားအတိတ်လားအနာဂတ်လားအနာဂတ်ဒါကြောင့်မလို့ဟလာခုနတော့ကပရိကံဇောစိတ်ကနော်ဖြစ်ပေါ်လာမဲ့မျက်ခုံးမွေးတော်ကထွက်ပေါ်လာမဲ့ညူသောရောင်ချီတော်ကိုအာယုံပြုတာတော့ဟုတ်တယ်အဲ့ဒီညူသောရောင်ချီတော်ကပစ္စုပန်တိတ်နာဂတ်တို့တွင်ဘာလို့ပြောအနာဂတ်ဒါကြောင့်မလို့မျက်ခုံးမွေးတော်မှဖြစ်ပေါ်လာမိညူသောရောင်ချီတော်ဟူသောအနာဂတ်အာယုံကိုဘာလို့ လဲအာယုံပြုတယ်လို့ဒီလိုပြောရမှာဟုတ်လားပရိကစိတ်နောက်တကတဖန်ပါရကဇာနာဇံပါရကဇံရဲ့အာယုံကိုပြောရင်လည်းပဲခုနပြောတဲ့နီလာလိုက်ပညာပဲတဲ့ဟုတ်ဘူးလားသူ့အလံလေးနဲ့သူပြောင်းသွားတာကဲအဲ့ဒါကိုကြည့်ပြီးတော့ကိုကြီးတို့ခုနတော့ကအသေးစိတ်ခုနတော့ကပြောတာလေနော်အခုနှခါအောက်ဆက်ကြည့်လိုက်တော့တခါဒါခုနတော့ကအုပ်မလဲဗမှုကလောမတော်ရတ္တမိယောဝိသစ္စေတိအဲ့တော့မြတ်စွာဘုရားသူ့ရဲ့မျက်ခုံးမွေးတော်ကနေညူသောရောင်ချီတော်လွှတ်လိုက်တယ်အဲ့ညူသောရောင်ချီတော်မျက်ခုံးမွေးတော်ကနေညူသောရောင်ချီတော်လွှတ်ဖို့အတွက်ကိုကြည်သားဘုရားရှင်ရဲ့တန်တာမှာနော်စိတ်အစဉ်ပေါင်းဘယ်နှခုတောင်ဖြစ်ရ၄ခုသင်္ကြန်ဆရာလို့တော့၃ခုပေါ့၃ခုပဲပြောကြပါစို့ဟုတ်လားပရမသုံးဟုတ်လားဘာရဲ့တော့ပါရကဇာနာဝီဓိဒုတိယပရိကမ္မဝီဓိတတိယအိဋ္ဌိဝိဒဘိညာဉ်ဝီဓိအဲ့ဒီဝီဓိ၃ခုအဘိညာဉ်စိတ်အိဋ္ဌိဝိဒအဘိညာဉ်စိတ်တစ်ကြိမ်ဖြစ်ပြီးမှလည်းတပြိုင်နဲ့သူဖြစ်ချင်တယ်ခုနတော့ကညူသောရောင်ချီတော်မြတ်ခုံးမွေးတော်ကနေပါတော့ထွက်ပေါ်လာတာတွေ့လားနော်ဒါဆိုရင်အဲ့လိုထွက်ပေါ်ညူသောရောင်ချီတော်ထွက်ပေါ်လာတယ်ဆိုတော့တလောကလုံးမှာကလည်းပဲဘယ်လိုပြောမလို့ညူသောရောင်ချီတော်အယောင်တွေကညူအညူရောင်အမဲရောင်တွေထွက်လာပြီဆိုတာနဲ့တပြိုင်နဲ့တလောကလုံးကလင်းနေတာကြီးကဘာဖြစ်သွားမှောင်သွားတာလေအဓိကအန္တကာရတိမိတတလောကလုံးအမိုက်မှောင်ကြစေခြင်းလို့ညူသောရောင်ချီတော်လွတ်တာဟုတ်ပေါ့လားအဲ့တော့ဓမ္မကြည့်ပဲလားမိုးအုပ်တာနဲ့တပြိုင်နဲ့မှောင်သွားတာလေတခါတည်းနေလေကြောင်ကြောင်ကြီးမိုးတလောကလုံးအကုန်လုံးမိုးတွေဖုံးသွားပြီဆိုတာနဲ့တပြိုင်နဲ့ညကြီးလို့မှောင်မဲသွားတာဒီလိုမလားအဲ့လိုပဲအဲ့လိုအမှောင်ညလူတွေတတ္တဝါတွေဆိုတာကနေအခါဆိုတော့နေရောင်နဲ့မကြောက်ဘူးမလန့်ဘူးညအခါရဆိုရင်တော့ဘာဖြစ်သွားတာကြောက်သွားတာမို့လားကြောက်သွားတာဒါမှမလို့သူရိယဆိုတဲ့စကားလုံးကိုကမှအဲ့ဒီအဓိပ္ပာယ်မျိုးပြောတာသူရိယဆိုတာသူရိယနေဆိုတာသူရပုတ်ဣယပစ္စည်းပဲသူရန်ရဲရဲမှုကိုဇနေတိပိုက်လို့ဖြစ်စေတတ်တယ်သူရန်ဇနေတိတိပိုက်လို့သူရိယောနေဟောတဲ့သူရိယလေနော်ဘွဲတွေဟောတဲ့ဟာလေဒီတိုင်းမဲ့သူရန်ဇနေတိတိသူရိယောသူရန်အဲ့တော့တတ္တဝါတွေရဲ့ရဲရဲမှုကိုဇနေတိဖြစ်စေတယ်ဟုတ်တာပေါ့လူတွေကညမှောင်မိုက်ပြီဆိုရင်ကြောက်တယ်လန့်တယ်လေနေထွက်လာပြီဆိုရင်လည်းပြိုင်နေအဲ့ဒီကြောက်စိတ်တွေပျောက်ပြီးတော့တတ္တိတွေကောင်းလာဟုတ်လားနေကွာဘာကြောက်ရှာရှိတော့လင်းထိန်တာပဲဟောဒါရမလို့ရဲရဲမှုကိုဖြစ်စေတဲ့အတွက်ကြောင့်နေကိုဘာလို့ခေါ်လဲသူရိယဇနေတိတရိပ်လေသူကသူရိယဆိုတော့တရိပ်လဲရတယ်ကိတ်လဲရအခုလည်းပဲအဲ့ဒီမှာအနာဂရတိမိတာဖြစ်သွားတယ်ဖြစ်တဲ့ခါကျတော့မှောင်သွားတဲ့ခါကျတော့လင်းရာကနေမှောင်ကျသွားတော့ခုနကအမျိုးသမီးတွေဘာဖြစ်ကြောက်သွားတယ်တာဘီတာအဟေတုတာထိုအမျိုးသမီးတို့သည်ဘီတာကြောက်ကုန်သည်ကြောက်လန့်ကုန်သည်အဟေတုဖြစ်ကုန်
မရဏဘယတိစီတာသေဘေးဖြင့်ဘိုက်တို့ချိန်ချောင်းအကုံသည်အဟေတုံဘိုက်တို့ဖြစ်ကုန်ပြီတဲ့ဘီတာအဟေတုံတာဘီတာအဟေတုံဘီတာကြောက်ကုန်သည်အဟေတုံဖြစ်ကုန်ပြီတာထိုအမျိုးသမီးတို့သည်ဘီတာဘိုက်တို့ကြောက်ကုန်သည်အဟေတုံဖြစ်ကုန်ပြီဟောအဟေတုံရဲ့ကတ္တာနှစ်ချက်ပဲထိုမျိုးသမီးတို့သည်ဘိုက်တို့အဟေတုံမဲ့ဒီကြောက်ကုန်သည်ဘိုက်တို့အဟေတုံအဲ့တော့ကရိယာတစ်ခုတည်းမှာပဲကတ္တာနှစ်ခုရှိတယ်အရာလည်းပဲတူတယ်ကရိယာနှစ်ခုမှာလည်းဆက်လို့ဘိုက်တို့ရတယ်ဆိုရင်အဲ့ဒါပဂတိဝိကတိဆက်မရမှသာတစ်ခုကတ္တာလို့ကျန်ရတာလားဘာပဲပြောအဲ့ဒီမှာတာယနဲ့တာတို့ဘီတာတို့အဟေတုံတို့အဲ့ဒီသုံးဖို့လုံးဟာအရာအတူတူပဲဟုတ်တယ်မလားအဲ့ဒီအမျိုးသမီးတွေရဲ့ဒေါသပြဋ္ဌာန်းတဲ့ဒေါသမှုစိတ်မို့လားစိတ်ဒုက္ခတာဘယကြောက်လန့်သွားတယ်နောက်တစ်ခါအဲ့လိုကြောက်လန့်သွားတဲ့အခါမှာတေနတာတံကုတ်စီယံသူရာဇီရိတဲ့ကြောက်စိတ်တွေဖြစ်သွားတဲ့အခါမှာသူတို့ရဲ့ပိုက်ထဲကတောက်တာတဲ့သီးတွေကကျွေမွသွားတယ်ဆိုတော့အယက်မူးပြေသွားတယ်ပေါ့နော်အဲ့မှာမြတ်စွာဘုရားကထိုင်နေရပလင်ကနေအန္တရဟိတောဘာလို့ကွယ်ပြောက်တယ်တဲ့ကွယ်ပြောက်တယ်ဒါလည်းပဲအိဋ္ဌိဝိဒအဘိညာဉ်ပဲဒါကိုမှတ်တမ်းမှာပါပြလဲဆိုတော့ခန္ဓာကိုယ်ကိုကွယ်ပြောက်အောင်ဖန်ဆင်းရာ၌မိမိခန္ဓာကိုယ်ကြီးကိုလေကိုယ်ခန္ဓာကိုယ်ကြီးကိုဟုတ်လားကွယ်ပြောက်သွားအောင်ဖန်ဆင်းတဲ့နေရာမှာအဲ့ဒီခုနတော့ငါပြောတဲ့ပါရကဇံတို့ဘာကိုအာယုံပြုတ်လဲဘာကိုပြုတ်တာလဲနီလာကတိုင်းပညာကိုပဲအာယုံပိုက်တော့ပြုတ်တယ်တဲ့ဩဒါကအဲ့ဒီမှာလည်းပဲသူကနိတာတတ္ထာနိသိဏပလင်ကေအန္တရဟိတောအဲ့ဒီမှာလည်းအိဋ္ဌိဝိဒအဘိညာဉ်တစ်ခုပဲညဇောဘုရားကပလင်မောမှာထိုင်နေတာထိုင်ရပလင်ရနေပြီးတော့တခါတည်းပျောက်သွားချက်ချင်းပျောက်သွားအဲ့လိုပျောက်ကွယ်နိုင်ဖို့အတွက်ကလည်းမြတ်စွာဘုရားမှာတန်တာမှာခုနပြောတဲ့ဝီထိ၃မျိုးဖြစ်ရတာပဲဟုတ်လားခင်ဗျားတို့တတ္ထာနိသိဏပလင်ကေဘာရတော့အန္တရဟိတောတဲ့ခုနကရေးတတ်တဲ့စောက်ထဲရတယ်ကြက်ကြက်မနာရှင်ကြက်ကြက်ပိုင်ပိုင်နဲ့လှုပ်တယ်ဘာမှခက်ဘူးဒါတွေဘေးလှုပ်တေချာလှုပ်မထားရင်တော့ခင်ဗျားတို့တစ်ခုနဲ့တစ်ခုမတူဘူးရမှာမဟုတ်ဘူးတတ္တနိသိဏပလင်ကေအန္တရဟိတောတဲ့မြတ်စွာဘုရားထိုင်ရပလင်ကနေပြီးတော့သူကပျောက်ကွယ်သွားတယ်အဲ့လိုပျောက်ကွယ်ဖို့အတွက်ကလည်းမြတ်စွာဘုရားကဘယ်လိုလုပ်ရလဲဟုတ်လားဒီခံရပလင်ကနေငါရဲ့ခန္ဓာကိုယ်ကြီးဘာလို့ပျောက်ကွယ်လူတဲ့ဆန္ဒဖြစ်ရတယ်ဟုတ်လားအဲ့လိုပျောက်ကွယ်လူတဲ့အခါမှာဘာလုပ်ရလဲဆိုတော့ခုနပြောတဲ့နီလာကတိုင်းပညက်ကိုအာယုံပြုတ်ပြီးတော့ရူပပစ္စမဇံတမပစ္စနဝီထိဘာလို့ဝင်စားရတယ်ဟုတ်လားဝင်စားပြီးပြီဆိုရင်အဲ့ရအထမှာခုနကပရိကမ္မဝီထိဖြစ်ပြန်တယ်ဘလို့ဖြစ်ရပရိကံပြုတာပေါ့နော်သူကဘာလို့ဆိုတော့နီလာကတိုင်းပညက်ကိုအာယုံပြုတယ်ဆိုမှတော့ခုနပြောတဲ့အညူသောအယောင်နေဖြစ်စေခြင်းတာမို့လားခုနတိုင်းပဲနီလောဟောတုပဲဟုတ်လားနီလောဟောတုနီလောဟုတ်လားညူသောအယောင်ဒီဟောတုဘာရတော့ဖြစ်စေတည်းဟုတ်တယ်မလားဖြစ်စေတည်းလို့လုပ်လိုက်တဲ့အခါမှာဟောဒါဘာကအရင်တော့ကတော့မြင်နေရတယ်မှောင်သွားသည့်အတွက်ကြောင့်ဘာရတော့မမြင်ရတော့ဘူးလို့ဒီလိုဆိုလိုတာဟုတ်လားအဲ့တော့နီလောဟောတုလို့ပရိကံပြုတဲ့အခါမှာပရိကံမှာဝီထိဖြစ်တယ်ပြီးတဲ့အခါမှာမြတ်စွာဘုရားကဥနာကအိဋ္ဌိဝိဒဘာရတော့ကရိယာအဘိညာဉ်ဘာရတော့ဝီထိဖြစ်အိဋ္ဌိဝိဒကရိယာအဘိညာဉ်တစ်ချိန်လဲဘာရတော့ကြပြီးရောအိဋ္ဌိဝိဒကရိယာအဘိညာဉ်စိတ်ကလေးလဲဖြစ်ချုပ်လဲပြီးရောအဲ့ဒီအဘိညာဉ်တကူကအကျိုးဆက်အနေနဲ့ဘာဖြစ်လာခန္ဓာကိုယ်ကြီးပလင်မောကနေဘာဖြစ်သွားပျောက်သွားတာပျောက်တာကအဲ့ဒီခုနကအဘိညာဉ်စိတ်ကလေးဖြစ်ပြီးမှဘာလို့လာလဲပျောက်တာအမြဲတမ်းအဲ့တိုင်းပဲနော်ဘယ်အဘိညာဉ်ရဲ့အကျိုးဆက်ဆိုတာအဘိညာဉ်စိတ်ကလေးဖြစ်ပြီးမှပေါ်တာဘိညာဉ်စိတ်မဖြစ်ခင်ဘာမှမပေါ်ဘူးဟောပေါ့လား
နော်ခုနကပြောတဲ့ရေပေါ်မှာလမ်းလျှောက်ရှင်တဲ့ပုဂ္ဂိုလ်တယောက်ကလည်းဒီတိုင်းပဲခုနပြောတဲ့တေအာဘောကတ္တပညာကိုအောင်ပြုပြီးတော့ပါရကဇံဝင်စားတယ်အဲ့ချိန်မှာသွားရေပေါ်မှာသွားနင်းလို့ရေပေါ်လမ်းလျှောက်လို့မရသေးဘူးဟုတ်လို့မလားအမို့လေခုနကရေပေါ်မှာလမ်းလျှောက်ရှင်နေဆိုရင်ရေပေါ်လမ်းလျှောက်ရှင်နေဆိုတော့အဲ့ဒီရေကမောင်လို့မှာမဟုတ်လားအဲ့တော့ရေပေါ်ကိုလမ်းလျှောက်ရှင်နေဆိုရင်သူကျတော့ပထဝီကတိုင်းပညာကိုဘာရလို့အာယုပြုပြီးတော့ပါရကဇံဝင်စားအဲ့ဒီဇံဝင်စားနေတဲ့အချိန်မှာခုနရေပေါ်မှာမြေကြီးပေါ်လို့လမ်းလျှောက်လို့မရသေးဘူးဟုတ်လားအဲ့တော့ပါရကဇံဝင်စားပြီးတဲ့ခါကျမှတစ်ခါခုနကတော့အဲ့ဒီရေကြီးကိုပဲသူကပရိကံပြုရပြော့နေတာကြီးကိုမာနေအောင်လုပ်ရမှာဟုတ်မလားမာနေအောင်လုပ်မှာဆိုတော့ပထဝီဟောတုဟုတ်မလားဒီရေကဘာဖြစ်စေတည်းမြေကြီးဖြစ်စေတည်းလို့ပရိကံပြုတ်လိုက်တာအဲ့လိုပရိကံစိတ်ထဲကနေပြီးတော့ပရိကံပြုတ်လိုက်တဲ့ခါကျဘာဖြစ်သွားဟောခုနကပြောတဲ့ပရိကံမဝီဓိဖြစ်တယ်ပေါ့ပရိကံပြုတ်တဲ့အချိန်မှာပရိကံမဝီဓိဖြစ်တယ်သို့တော့အဲ့ချိန်မှာလည်းပဲခုနကရေပေါ်မှာလမ်းလျှောက်လို့မရသေးဘူးဟုတ်လားပြီးတော့အဲ့ဒီနောက်ကြမှာခုနပြောတဲ့အဘိညာဝီဓိဖြစ်တဲ့ဝင်္ဂသနာဝေကုပစ္စဒမနောရတဝဇံဥပဇာနုလုံဂုတ္တရဘူးအိတိဝိရကရိယာဘိညာတကြိမ်ဟုတ်လားအဲ့ဒီအဘိညာတကြိမ်ဖြစ်ပြီးနောက်ကြမှာအဲ့ဒီအဘိညာအကျိုးကပေါ်လာတာအကျိုးကပေါ်လာတယ်ဆိုဘာဖြစ်လဲရေကမြေကြီးလို့မာသွားတယ်အဲ့ကြမှာတခါတည်းခုနကဘာရတော့လမ်းလျှောက်လို့ရတယ်ပေါ့ဟောပေါ့လားအဲ့ဒီအဓိပ္ပာယ်ကိုပြောတာအဲ့တော့ခုနကမြတ်စွာဘုရားရဲ့မျက်ခုံးမွေးတော်ကနေညိုသောရောင်ချီတော်လွတ်တယ်ညိုသောရောင်ချီတော်လွတ်တာကအဓိကလောကလုံးမှောင်သွားအောင်လုပ်တာနော်ပါရကဇာနာဝီဓိဝင်စားနေတဲ့အချိန်မှာညိုသောရောင်ချီတော်မထွက်သေးသလိုခုနကအမိုက်မောင်လည်းမကြသေးပရိကမ္မဝီဓိဖြစ်နေတဲ့အချိန်မှာလည်းပဲညိုသောရောင်ချီတော်မဖြစ်ပေါ်သေးသလိုခုနကတလောကလုံးလည်းမိုက်မောင်မကြသေးဘူးဟောနောက်ဆုံးပဲအိတိဝိရကရိယာဘိညာဉ်လေးဖြစ်ပြီးတဲ့နောက်ကြမှာညိုသောရောင်ချီတော်မြက်ခုံးမွေးတော်ကနေထွက်လာအဲ့ထွက်တာနဲ့တပြိုင်နဲ့တလောကကြီးလည်းဘာဖြစ်သွားလဲမောင်ကျသွားတယ်အေးအဲ့လိုညိုသောရောင်ချီတော်တွေထွက်လာတာတလောကလောက်ကြီးအမိုက်မောင်ကျသွားတာဟာအဲ့ဒီအိတိဝိရဘိညာဉ်ရဲ့အဲ့ဒါအကျိုးတွေပဲဟုတ်ဘူးလားအကျိုးတွေပဲအခုလည်းပဲမြတ်စွာဘုရားကထိုင်ရပလင်ကနေပြီးတော့ကွယ်ပြောက်သွားတာအဲ့လိုကွယ်ပြောက်ဖို့အတွက်ကြောင့်ချက်ချင်းတွတ်သူကွယ်ပြောက်သွားတာမဟုတ်စိတ်ဆိုတာအင်မတန်မြန်တဲ့ခါကျတော့ချက်ချင်းဖြစ်တယ်လို့ဖြစ်တာပေါ့ဟုတ်တယ်မလားမျက်စိတပိတ်တွင်းတော့မှစိတ်ပေါင်းဂရီများစွာဖြစ်တယ်ဆိုတော့လေအေးအဲ့တော့ခုလည်းပဲဟုတ်လားတတ္ထာနိသိဏပလင်ကြီးအန္တရာဟိတောဟောဒါလည်းပဲခုနအတိုင်းပဲနော်အဲ့တော့မြတ်စွာဘုရားသည်ထိုင်ရာပလင်မှမိမိရဲ့ခန္ဓာကိုယ်ကိုဘာလို့ကွယ်ပြောက်စေလတ်သောဘာကတိုင်းနီလာကတိုင်းပညာကိုအာရုံပြု၍ဆိုပြီးတော့ပါရကဇာနာဝိဓိဝင်စားအာထုနောက်ဟုတ်လားဖြစ်ပေါ်လာမဲ့နော်ခန္ဓာကိုယ်ကွယ်ပြောက်မှုကိုစိတ်နဲ့အမှန်တန်အာရုံပြုပြီးတော့နီလောဟောတုဆိုပြီးတော့ပရိကံပြုပရိကမ္မဝိဓိဖြစ်နောက်တော့ကတဖန်ပါရကပဏမတို့ဇာနာဝိဓိဖြစ်နောက်ဆုံးဘာရတော့အိဒီဝိဒအဘိညာဉ်ဝီဓိဖြစ်အဲ့ဒီနောက်ကြမှာခုနကပြုတာဒါမို့တတ္ထာနိသိဏပလင်ကြီးအန္တရဟိတောကိုလည်းပဲမြတ်စွာဘုရားဆိုတော့အချမ်းရံဝီဓိအနေနဲ့အကောင်းဆုံးကတော့ဘယ်နှဝီဓိပဲကောင်းတာလဲနှဝီဓိပဲကောင်းတာမြတ်စွာဘုရားဆိုတော့လေအေးတော့ပြီဒါကတတ္ထာနိသိဏပလင်ကြီးအန္တရဟိတောအဲ့မှာတစ်ချက်ခန္ဓာကိုယ်ကွယ်ပြောက်သွားပြီကွယ်ပြောက်သွားပြီးတော့ဒီတိုင်းမနေဘူးသိနေရုမုဒ္ဒနိထတ္တဝါတဲ့တွေ့လားသိနေရုဘာလဲမုဒ္ဒနိထတ္တဝါသိနေရုမုဒ္ဒနိမြင်းမူတောင်ထိတ်၌မြင်းမူတောင်ထိတ်၌ထတ္တဝါရက်တော်မူ၍တဲ့မြင်းမူတောင်ထိတ်ရောက်သွားတာပထမပလင်ပေါ်မှာထိုင်းနေတယ်ပရိသတ်တွေရဲ့ရှေ့တရားပလင်ပေါ်မှာထိုင်နေတဲ့မြတ်စွာဘုရားကဟုတ်လားချက်ချင်းလိုဘယ်ရောက်သွားမြင်းမို့တောင်ထိပ်ရောက်သွားတာမြင်းမို့တောင်ထိပ်ဆိုတာကဗဂရိလူဘယ်ဒီတိုက်တက်လို့ရမှာလဲဟုတ်လားခေပေါ်သူတို့လေရင်စသည်နဲ့လည်းတက်လို့မရဘူးတကူအိတိဘက်ရှိတဲ့ပုံကူတွေပဲတက်လို့ရတာဟုတ်လားမြင်းမို့တောင်ထိပ်ဆိုတာလေအေးအဲ့တော့ဒီမြင်းမို့တောင်ထိပ်ကိုအခုမြတ်စွာဘုရားရောက်သွားတာတခဏချင်း
အဲ့တော့ဒါမလို့အဲ့လိုမြင်းမို့တောင်ထိပ်ပေါ်မှာရောက်နေတာရက်နိုင်တာဟာဒါကဘာလို့တကူနဲ့ရောက်တာတကူနဲ့သွားပြီးတော့တကူနဲ့ပဲရောက်တာတကူနဲ့ရက်နေတာဒါမို့အဲ့ဒီတိမေတာတိနေလူမုတ်တဲ့နိဟုတ်လားတိနေလူမတ်တကီထတ်တဝါဆိုတဲ့အကောင်လည်းပဲဝီထိမေးရင်အဲ့ဒါလည်းဘာဝီထိတော့အေဒီဝီတာဘိညင်ဝီထိပဲတဲ့တိနေလူမုတ်တဲ့နိဟုတ်လားအဲ့ဒါမြင်းမို့ရဲ့တောင်ထိပ်ပေါ့ဒီမှာကတိနေရုဘိုက်တော့မုတ်တဲ့နိဘိုက်တော့ထတ်တဝါလို့သုံးတာလားတိနေရုမုတ်တဲ့နိမြင်းမို့တောင်ထိပ်၌တိမေရုမတ်ထကေဆိုရင်တမျိုးပေါ့ဒီမှာရှိတာကတော့မုတ်တဲ့နိလို့ပဲရှိတာပါဟုတ်လားအဲ့တော့တိနေရုမုတ်တဲ့နိမြင်းမို့တောင်ဤဘိုက်တော့ထိပ်၌ထတ်တဝါရက်တော်မူ၍မှောက်တော့မှတိနေရုမတ်ထကလည်းများဖြစ်နေလားမသိဘူးနော်အဲ့တော့တိနေရုမုတ်တဲ့နိမြင်းမို့တောင်ဤထိပ်၌ထတ်တော်ဝါဘိုက်တော့ရက်တော်မူ၍အဲ့ဒီကောင်ကလည်းပဲခုနပြောတဲ့အခြေခံဝီထီများနေတဲ့ကွာအိဒီဝီတာအဘိညာဉ်ပဲမို့လားအိဒီဝီတာအဘိညာဉ်ပဲအဲ့တော့ဒီလိုမြင်းမို့ဒီနေရာကနေပျောက်ပြီးတော့ဟိုနေရာမှာဘွားကနေပေါ်လာတာနော်အဲ့တော့မြင်းမို့တောင်ထိပ်ပေါ်ကြီးကိုတက်ဖို့ဆိုတာတာမင်ညအနေနဲ့ဘယ်သွားလို့ရမှာလဲနော်ဒါမလို့ထင်အရှားရှိရာကနေကွယ်ပြောက်သွားတယ်နီလာကတိုင်းပင်ရက်ကိုအောင်ပြုတယ်ဟုတ်လားကွယ်ပြောက်ရာကနေပြီးတော့ဝါကနေခန္ဓာကိုယ်ကြီးပေါ်လာတယ်ဒါကြတော့အာလောကကတိုင်းပင်ရက်ကိုဘာလို့လာလဲအာယုံပြုတယ်ဟုတ်ပြီနော်နောက်တစ်ခုတစ်ခါကောင်းငင်ခရီးကနေပြီးတော့ကြွသွားတယ်ဒါကြတော့အာကာသဟင်းလင်းပြင်ရှိမှာအာကာသကတိုင်းပင်ရက်ကိုဘာလို့လာလဲအာယုံပြုတယ်ဟောနောက်တစ်ခုကကောင်းငင်ပေါ်မှာဇင်းညံသွားတာရက်နေတာထိုင်နေတာအိတ်နေတာဒါကြတော့ပထဝီကတိုင်းပညာကိုဘိုင်းလေအာယုံပြုတယ်ကောင်းငင်ကြီးပေါ်မှာဘာလို့လားဇင်းညံလျှောက်နော်ပြီးတော့မတ်တရက်ပြထိုင်ပြအိတ်ပြဒါကဘာလဲပထဝီကတိုင်းပညာကိုအာယုံပြုတယ်တဲ့ဒါလည်းပဲစဉ်းစားကြည့်ပေါ့ဟာလာဟင်းလေးကောင်းကြီးဒီဟောမလားဒီကောင်းကြီးဒီအလဲကောင်းကြီးဟိုထက်လည်းမကန်ဘူးအောက်ဒီပြင်ကြီးပေါ်မှာခင်ဗျားတို့မတ်တရက်ဖို့လမ်းလျှောက်ဖို့ဆိုတာကြတော့အဲ့ဒီကောင်းငင်မှာလဲခုနကမာကြောတဲ့အရာရှိမှသာအဲ့ဒီပေါ်မှာရက်ပြလို့ရမယ်အိတ်ပြလို့ရမယ်ဇင်းလမ်းလျှောက်ပြလို့ရမှာမဟုတ်ဘူးလားဒါကြောင့်မို့ तू ကလည်းဘာကိုပဲအောင်ပြုမှာပထဝီကတိုင်းပညာကိုအာယုံပြုပါဟုတ်ပြီအဲ့တော့ထိုင်ရပလင်ကနေပြီးတော့မြင်းမို့တောင်ထိပ်ကိုသွားတဲ့အခါမှာမြတ်စွာဘုရားမှာအဲ့တော့ပုဂ္ဂိုလ်တ attva တွေဆိုတာသွားတဲ့အခါမှာသူကဟာလာဟင်းလင်းဖြစ်နေမှသာသွားလို့ရတာအတားအဆီးရှိရင်သွားလို့မရဘူးဒါကြောင့်မလို့အဲ့ကောင်းငင်ခရီးမှာသွားရင်မြည်ဟေ့ဆိုရင်ဂျားထဲမှာအတားအဆီးမရှိဖို့အတွက်ကလည်းပဲဟောခုနကအဘိညာဉ်စိတ်တကူနဲ့လောက်ရတာအဲ့ဒါကြတော့အာကာသဟုတ်လားအာကာသဆိုတဲ့ဟင်းလင်းမြေအာကာသကတိုင်းပညာကိုအာယုံပြုတ်ပြီးတော့ခုနကအဘိညာဉ်တကူဖြစ်မှပဲကောင်းကင်ပေါ်မှာအစီတာမရှိသွားလို့ရတယ်ရပြီးတော့ကောင်းကင်ပေါ်မှာမတ်တရက်ပြဖို့ကြတော့ခုနကဘာလဲပထဝီကတိုင်းပညာကိုအာယုံပြုတ်ရဒါမှမဟုတ်ဒီမှာတိနေရုမုတ်တနိထတ်တော်ဝါလည်းပဲအဘိညာဉ်တစ်ခုလို့လို့မှတ်ပြီးတော့မှတခါဩနာလောမတော်ရတ္တမိန်ဝိသစ္စေသည်ဩနှလုံးမွေးတော်မှရတ္တမိန်ရောင်ချီတော်ကိုဝိသစ္စေသည်ဘိုင်းတော်လွတ်တော်မူပါတယ်တဲ့ခုနကမျက်ခုံးမွေးတော်အခုကတော့ဩနှလုံးမွေးတော်ဩနှလုံးမွေးတော်မှနော်ဩနှလုံးမွေးရှင်တော်ဩနှလုံးမွေးတော်ကနေရောင်ချီတော်လွတ်တယ်အဲ့လိုရောင်ချီတော်လွတ်လိုက်တဲ့အခါမှာကြတော့တင်ခဏယေဝစန္ဒသဟတုကမ္မနံဝိယဟောတိတဲ့စန္ဒသဟတလပေါင်းဘလောက်1000လပေါင်း1000လ1000ထွက်ပေါ်လာတဲ့ကဲ့သို့တဲ့ဖြစ်သွားတယ်ဆိုတာမှောင်ရာကနေဘာဖြစ်သွားလင်းထိတ်သွားတယ်လို့ပြောတာနော်အမိုက်မောင်ကနေပြီးတော့လင်းသွားတယ်ဆိုမှတော့ကတိုင်းပညက်တဲကအလင်းရောင်ကတိုင်းဆိုမှရှင်းတာဘာကတိုင်းအာလောကကတိုင်းဘိုက်တော့ပညာတဲ့
ဟုတ်ဘူးလားအာလောကကတိုင်းအာလောကရင်ဟုတ်သလားလို့ဆိုဘယ်ကမှလဲမှောင်နေတာကနေပြီးတော့လင်းမှုဆိုရင်ဩဒါတဆိုတဲ့အဲ့လိုဖြူသောရောင်ချီတော်ဩဒါတကတိုင်းပညက်ကိုလည်းပဲအာယုံပြုလို့မရဘူးလားရတယ်ဗောအဲ့တော့ဒါလေးတွေကိုကိုကသိထားဖို့လိုတယ်နော်အဲ့တော့ခုနတော့ကမှောင်ရာကနေပြီးတော့နော်လင်းသွားဖို့အတွက်ဆိုရင်အာလောကနော်မှောင်ရာကနေလင်းရတဲ့အာလောကကတိုင်းပညက်အာလောကအလင်းရောင်ဟုတ်တယ်မလားခန္ဓာကိုယ်ကြီးထင်ရှားသွားပေါ်ပါလာဖို့တည်းလေအာလောကကတိုင်းပညက်လေဒါတွေမကဘူးခုနကပိုင်းတော့ဩဒါဒကတိုင်းပညက်ကတိုင်းပညက်ဘယ်နှခုပိုင်းလဲနှစ်ခုလို့ပြောရမှာနော်ဘာနဲ့သွားတူတော့ဆိုတော့ကိုကြီးတို့ဒိဗ္ဗစက္ခုအဘိညာဉ်ပေါ့လေနော်ဒိဗ္ဗစက္ခုအဘိညာဉ်ဆိုတာအင်မတန်ဝေးတဲ့ဟုတ်လားအစင်းအာယုံအရာဝတ္ထုနဲ့ဖုံးအုပ်ထားတဲ့အစင်းအာယုံကိုမြင်ခြင်းပြီဆိုရင်ခုနကပြောတဲ့အလင်းရောင်အာလောကကတိုင်းပညက်ဟုတ်လားနောက်တစ်ခုကအဖြူရောင်ဩဒါဒကတိုင်းပညက်နောက်တစ်ခါမီးရောင်ဘိုက်တော့တေဇောကတိုင်းပညက်အာယုံဘယ်နှမျိုးသုံးမျိုးတည်းကတစ်မျိုးမျိုးကိုအာယုံပြုနိုင်တယ်အခုလည်းပဲဒါလည်းပဲဒီအတိုင်းပဲအခုဒီမှာဩနာလောမတော်ရတမိန်ဝိသစ္စေတိဩနှလုံးမွေးတော်ကနေရောင်ချီတော်လွှတ်လိုက်တယ်ဒီရောင်ချီတော်ဟာရောင်ချီတော်6သွယ်တဲ့ကနီလပိဒပြီးတော့ဘာလဲလောဟိတဩဒါဒဟုတ်လားမင်စိဋ္ဌပပတ္တရဆိုတဲ့ရောင်ချီတော်6သွယ်တဲ့ကဩဒါဒဘာလဲရောင်ချီတော်ဟုတ်ပြီနော်ဩဒါဒရောင်ချီတော်ဒါကိုလွတ်လိုက်တယ်နောက်တစ်ခုကပပတ္တရဆိုလည်းပဲထည့်လို့ရတယ်အဓိကဩဒါဒရောင်ချီတော်လွတ်လိုက်တယ်အဲ့တော့ကြောင့်မလို့ဩဒါဒကတိုင်းပညက်နောက်တစ်ခါအလေးမှောင်ရံကနေလင်းသွားတာဖြစ်တဲ့အတွက်ကြောင့်ခုနပြောတဲ့တေဇောကတိုင်းပညက်အာလောကကတိုင်းပညက်ကတိုင်းပညက်ဘယ်နှပါ3ပါးတဲ့ကအဲ့တော့ဒါဆိုရင်မေးတရားကဟောအကုန်လုံးမမေးပဲနဲ့ဩနာလောမတော်ရတမိန်ဝိသစ္စေတိ၌ဝိသစ္စေတိ၌နော်ပါရကဇံဤအာယုဟုတ်လားပရိကံဇောစိတ်ဤအာယုအဘိညာဉ်ဤအာယုကိုရေးပါဆိုရင်ဟောပါရကဇံရဲ့အာယုခုနပြောတဲ့ကတိုင်းပညက်လေအပရဏာအပြင်ဩဒါဒကတိုင်းပညက်သို့မဟုတ်အဲ့လိုဩဒါအာလောကကတိုင်းပညက်သို့မဟုတ်တေဇောကတိုင်းပညက်တဘာဘာကိုဘာလို့လဲအာယုပြုတယ်ပရိကံကတော့ဖြစ်ပေါ်လာမဲ့ဒီညမှာဖြူသောရောင်ချီတော်ဆိုရင်ဖြစ်ပေါ်လာမဲ့မိုင်တော့အနာဂတ်မိုင်တော့ဖြူသောရောင်ချီတော်ကိုပရိကံဇောစိတ်ကဘာလို့တာအာယုပြုတယ်ပေါ့ဒီလိုသွားပါနော်အဲ့တော့ဒီဩနာလောမတော်ရတမေဝိသစ္စေတိကိုလည်းပဲအခြေခံဝိဓိမြတ်နဲ့ပေါ့ဝိဓိချဒါလည်းမှတ်တာပေါ့ပြီးတော့မှတင်ခဏယေဝစန္ဒသောဟတုကမဏဝိယအဟောတိဆိုတာအဲ့တော့ခုနကဩနှလုံးမွေးတော်ကနေဖြူသောရောင်ချီတော်လွတ်လိုက်တာနဲ့တပြိုင်နဲ့တလောကလုံးလတထောင်ထွက်ပေါ်လာတဲ့ကဲ့သို့လင်းထိန်သွားတယ်ဆိုတာအဲ့ဒါကအဘိညာဉ်ရဲ့အကျိုးတနည်းအားဖြင့်ဩနှလုံးမွေးတော်ကနေဖြူသောရောင်ချီတော်လွတ်လိုက်ရင်းရဲ့ဘိုင်တို့အကျိုးဟုတ်လားအိဒီဝိဒအဘိညာဉ်ရဲ့ဘိုင်တို့အကျိုးလတထောင်ထွက်ပေါ်တဲ့ကဲ့သို့လင်းထိန်သွားတာကအဲ့ဒီဝိဒကရိယာဘိညာဉ်စိတ်ကလေးဖြစ်ပြီးမှပေါ်လာတာနော်မဖြစ်ခင်ဘိုင်လို့မပေါ်ဘူးတဲ့အဲ့တော့အဘိညာဉ်နဲ့ပတ်သက်လာရင်ဒါတွေကိုအလွတ်ရအောင်ကိုအဲ့စာအုပ်ကလေးကိုခဏကြည့်ပြီးတော့ကြေမွနေအောင်လုပ်ခင်ဗျားတော့နော်ကြည့်ကြကိုယ့်အကူနာသဘောပေါက်အောင်လဲစဉ်းစားထားအလွတ်ထောင်ချက်စရာမလိုဘူးနော်သူ့အနေနဲ့သူကပ်ပြီးတော့မှတ်ရင်ခင်ဗျားတို့မမေ့တရားတွေအများကြီးပဲသူ့ဟာနော်ကဲဒီလောက်ဆိုအဲ့နေရာတော်ကြလို့နော်ဂါထာလေးကိုခဏသရသိန်းကျိုနည်းငယ်ပြောပြီးတော့ဏီကုန်းချုပ်အောင်ကောနုဟာတောကိမာနန္တောနေဇံပိစလိတေတတိအန္တကာရေနဩနတပတိပန္နကဝေတထာအဲ့ဒီမှာကိုကြီးတို့ဂါထာဖွင့်တော့ဣမသမိလောကတဏ္ဏိဝါသေဆိုတဲ့လက္ခဏာဝန္တကံပုတ်တစ်ခု
ရာဂာရီဧကာရတယိအေဂီဟိဆိုပြီးတော့ကတ္တာပုတ်တစ်ခုအဲ့ဒီမှာထည့်ထားတယ်နော်ကတ္တာပုတ်တစ်ခုဘိုက်တော့ထည့်ထားတယ်တဲ့လောကတဏိဝါဒလောကတဏိဝါဒအဲ့ဒီလောကတဏိဝါဒဒါကပစ္စလိတေရဲ့လက္ခဏာဝတ္တကံပုတ်နေနဲ့ထည့်တယ်လို့ဆိုကြပါစို့ဣမသမေလောကတဏိဝါဒေဤလောကတဏိဝါဒကိုပစ္စလိတေတောက်လောင်အပ်တော်ဘသူကလည်းတောက်လောင်တတ်တာကဘာလဲရာဂာရိဧကာရတယိဧကေဟိရာဂစသော12ပါးသောဘာတို့သည်မိတို့သည်ပစ္စလိတေရဲ့ကတ္တာပဲနော်ဒါကိုဟလာလက္ခဏာဝန္တလက္ခဏာဝန္တပုတ်နောက်တစ်ခါကတ္တာပုတ်ထက်ဆွတ်ပါဆိုရင်တော့ဒါဣမသမိလောကတဏိဝါဒေထဲ့မယ်ရာဂာရိဧကာရတယိဧဂိဟိဆိုတဲ့ကတ္တာလည်းဖိုက်ထဲ့မယ်ကိုကြီးတို့အနက်ပေးတဲ့အခါကျတော့သူ့ကိုဟလာအနက်ထဲမှာပဲပစ္စလိတေရဲ့အနက်ထဲမှာပဲထည့်ပြီးတော့ပေးလိုက်တာမို့လားနော်အဲ့တော့ဘာလို့မနေ့ကပေးလိုက်တာဘာလို့ဣမသမိလောကတဏိဝါဒေစုဝေဒီနိယဖြစ်သောတတ္တလောကကိုနေသံအမြဲပစ္စည်းလိတေရာဂသာသော12ပါးသောမိတို့သည်တောက်လောင်အပ်သည်တတိဖြစ်လတ်သောဝါဖြစ်ပါလျက်ကိုအဘဲကြောင့်ဒုမကံသင်တို့အားဟာသောရွယ်ရှင်ခြင်းသည်ဟောတိလူဖြစ်ရသည်ကိဉ္အဘဲကြောင့်ဒုမကံသင်တို့အားအာနန္တောနှစ်သက်ခြင်းသည်ဟောတိလူဖြစ်ရသည်အန္တကာရေနာဝိဇာတိဟုသောအမိုက်မောင်သည်ဩနရအမြင့်ချက်အကုန်သောဒုမေသင်တို့သည်ကိဉ္အဘဲကြောင့်ပရိပညာတိဟုသောစီမိကိုနဂဝေဒရမရှာမိကြကုန်သည်ဖယားကခုနတုန်းကအမျိုးသမီးတွေကိုထိတ်လန့်တန်ဝေကရနေတဲ့အမျိုးသမီးတွေကိုမေးလိုက်တဲ့မေးခွန်းမှာပဲဒါမေးလိုက်တာနော်မေးလိုက်တာရာဂစတဲ့မိ17တန်နဲ့အမြဲတမ်းတောက်လောင်နေပါလျက်နဲ့မင်းတို့တွေဘာကြောင့်အခုလိုပျော်နိုင်ပါနိုင်ရတာလဲဟုတ်လားအပျော်ပါမှတ်တဲ့ကိုတို့နိုင်ငံကဟုတ်လားအမျိုးသားအမျိုးသမီးတွေကိုသွားပြောဖို့ကောင်းတာပေါ့ကောနုဟာသောကိမာနန္တောနေဆံဘိုက်တို့ပစ္စလိတေတတိတဲ့အပျော်ပါမှတ်တယ်ဟုတ်လားတကဘာလုံးမှာအပျော်ပါအမတ်ဆုံးဟုတ်လားနိုင်ငံကိုစုပေးပါဟေ့ဆိုရင်တော့တို့မြန်မာနိုင်ငံရမလားနံပါတ်1ရမလားတော့မသိအောင်နော်ကောနုဟာသောကိမာနန္တောနေဆံပစ္စလိတေတတိတဲ့အဲ့တော့ရာဂဒေါသစရှိတဲ့မိ12ပါးကအမြဲတမ်းဘိုက်လို့လောင်မြိုက်နေတဲ့မိ12ပါးရဲ့အလောင်မြိုက်ခန်းနေရတယ်နော်အဲ့လိုမိ17တန်အလောင်မြိုက်ခန်းနေရပါလျက်ဒုက္ခမျိုးစုံတွေ့ကြုံနေရပါလျက်နဲ့မင်းတို့တွေဟာဘိုက်လို့ပျော်နိုင်ပါနိုင်သေးတယ်ကိုတဲ့ဘာအကြောင်းမြန်ဘိုက်လို့ရွယ်ရှင်နေရတာလဲဘာအကြောင်းမြန်ဘိုက်လို့နှစ်သက်ဝမ်းမြောက်ပျော်ပါနေရတာလေတဲ့ဟုတ်လားပျော်ပါနေရတာလေအဲ့လိုပျော်ပါနေရတာဘာကြောင့်လို့ဆိုတော့ရှင်းရှင်းလေးပါအောက်ကအန္တကာရေနာဩနတ္တာပဲဟုတ်လားအဝိဇ္ဇာတိဟူသောအမိုက်မောင်ဘိုက်တို့ပိတ်ဖုံးခံထားရတဲ့အတွက်ပေါ့ဒါကြောင့်မလို့အမှန်ကိုသိတဲ့ဘိုက်တို့အလင်းရောင်ဆိုတဲ့ဉာဏ်ဒီဟူသောစီမီကိုဘိုက်တို့မရှာမိနိုင်ကြအဲ့ဒါဘာကြောင့်မရှာမိကြတာလဲလို့မြတ်စွာဘုရားကသူတို့ကိုမိတဲ့စကားကဲအဲ့တော့ဒီမှာခင်ဗျားတို့ပထမဆုံးကောနုဟာသောကိမာနန္တောဟာတဘိုက်တို့ရွယ်ရှင်ခြင်းပေါ့လေရေရှင်တဲ့အာနန္ဒနှစ်သက်တဲ့အဲ့တော့ရေရှင်ခြင်းကိုဖြစ်စေတဲ့စိတ်ရုပ်ပိုင်းမှာနော်သောမနတဇဝနတေရတဟတနံပိဘိုက်တို့ဇနင်တိဟုတ်ဘူးလားအဲ့မှာသောမနတဇဝနတေရတဟတနံပိဇနင်တိဆိုပြီးတော့အဲ့တော့အဘယေရှင်ခြင်းကိုဖြစ်စေနိုင်တဲ့ကာမဝဆရသောမနတဇော30နဲ့ဘိုက်တို့3ပါးဆိုတာလေ
လောဘမှုသောမနတ၄ပါးရဲ့ဟတိတုပ္ပရဲ့မဟာကုသိုလ်သောမနတရဲ့မဟာကရိယာသောမနတရဲ့ဟုတ်တယ်မလားအဲ့တော့4 3ဟုတ်လား12ဟတိတုပ္ပထည့်လိုက်တော့ဘလောက်13အဲ့ဒါကိုပုထုဇဉ်နော်သက္ခယဟန္တာ3မျိုးခွဲပြီးတော့ဆောင်းပုံလေးကဗါတယ်လေရှင်းပုထုဇဉ်စိတ်ပေါင်းတည်ရတာရှစ်ပုထုဇဉ်နဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေနော်ရွယ်ရွှင်မှုဟုတ်လားဖြစ်တာကရေပုထုဇဉ်ပုဂ္ဂိုလ်တွေရေရွှင်မှုကိုဖြစ်စေတဲ့စိတ်ကပြုံးရည်မှုကိုဖြစ်စေတဲ့စိတ်ကလောဘမှုသောမနတ၄ပါးရဲ့မဟာကုသိုလ်သောမနတ၄ပါးရဲ့အကုသိုလ်ယာမှာဆိုရင်တော့လောဘမှုသောမနတပေါ့ကုသိုလ်ယာမှာဆိုရင်တော့မဟာကုသိုလ်သောမနတအဲ့ဒီ၈ပါးတစ်ပါးပါးနဲ့ဘိုက်လို့ရေတယ်တဲ့ဟုတ်လားပုထုဇဉ်ပုဂ္ဂိုလ်တွေရေတဲ့အခါဘယ်စိတ်ကရေသေးတာလဲခုနပြောတဲ့လောဘမှုသောမနတ၄ပါးဘာကုသိုလ်သောမနတ၄ပါးအဲ့ဒီကတစ်ပါးပါပေါ့ကွာဟုတ်လားအခုဒီအမျိုးသမီးတွေနော်အမျိုးသမီးတွေကြည့်ပါလားအရက်တွေမူပြီးတော့နော်ဖယားရှင်ရဲ့ရှေ့မှာတော့မှကမလို့လို့ဟုတ်လားတချင်းဆိုမလို့လို့ဩအဲ့တော့ရေတဲ့လူကရေဟုတ်တယ်မလားအဲ့ဒီလိုမျိုးဖြစ်စေတာဟာနော်အဲ့ဒီအမျိုးသမီးတွေရဲ့နော်ရေရှင်မှုမျိုးကြတော့ဒီနေရာမှာလောဘမှုသောမနတကဖြစ်စေတာလားမာကုသိုလ်သောမနတကဖြစ်စေတာလားလောဘမှုသောမနတဒါမို့အဲ့ဒီဟာတရွယ်ရှင်မှုကိုဟာသောရွယ်ရှင်ခြင်းသည်ဟာတတဲ့နတ်ပစ္စည်းဘာဝတ္တဒါမို့မှန်တမ်းမှာဝိယူဘလို့ရေးလဲအတဏံဟာသောဒီကိုကောက်လိုက်တော့ဗာလေးကောက်ထားလဲလောဘမှုသောမနတဟတဏံဟာသောဟာတတဲ့နတ်ပစ္စည်းလောဘမှုသောမနတဆိုပြီးကောက်လိုက်တာနော်အဲ့တော့ရှစ်ပုထုဇဉ်6သက္ခံဒေခံပုဂ္ဂိုလ်ရဲ့ရေရွှင်မှုကိုဖြစ်စေနိုင်တဲ့စိတ်ကြတော့6ပါးပဲတဲ့ဟုတ်တာပေါ့လောဘမှုသောမနတ4ပါးတဲ့ကဒိဋ္ဌိကတသံပယုတ်ဟုတ်လားဒိဋ္ဌိကတသံပယုတ်ဆိုတာကအနည်းဆုံးသောတာပန်ပုဂ္ဂိုလ်တော်ပယ်ပြီးပြီမို့လားအဲ့တော့တိခနော်တိခသောတာပန်စတဲ့အရိယာတွေမှာလောဘမှုသောမနတတွေကဒိဋ္ဌိကတသံပယုတ်သောမနတ2ပါးကမရှိတော့ဘူးဒီလိုမလားမရှိသည့်အတွက်ကြောင့်ဒိဋ္ဌိကတဝိပယုသောမနတ2ပါးမာကုသိုလ်သောမနတ4ပါးပေါင်း6ပါးအဲ့ဒီ6ပါးတွေကတဘာဝမို့လားဟဲ့အေးအဲ့တော့ဒါမလို့သောတာပန်သဂရဂံအနာဂံနေပေါ့ကွာနော်ခုနတော့ကအထူးအပြင်တော့ကာမဂုဏ်နဲ့ဆက်ပြီးတော့ဘာရောပြုံးစေတယ်နော်ရေရှင်မှုကိုဖြစ်စေတယ်ဆိုရင်တော့ခုနပြောတဲ့ဒိဋ္ဌိကတဝိပယုဘာရောသောမနတ2ပါးတွေကတဘာဘာမို့လားအဲ့တော့ကုသိုလ်ရေးရာမှာရွယ်ရှင်မှုကိုဖြစ်စေတယ်ဆိုရင်တော့ရေတယ်ဆိုရင်တော့မာကုသိုလ်သောမနတ4ပါးတွေကတဘာဘာယဟန္တာကြတော့ဟတိတုပ္ပနဲ့မဟာကရိယာညာတံသောမနတမဟာကရိသောမနတ4ပါးဒါကြောင့်မလို့ရွယ်ရှင်မှုကိုဖြစ်စေနိုင်တဲ့စိတ်ပေါင်းဟာ33ပုရုဇဉ်တဲ့8ပါးသက္ခအတွက်ကသောတာပန်သဂရဂံနာဂံအတွက်က6ပါးယဟန္တာအတွက်ကဘာလို့5ပါးအဲ့ဒါကို8ပုထုဇဉ်6သက္ခံ5တန်ယဟန္တာအဲ့ဒါကိုခဏကရုပ်ပိုင်းကတာမညာလေးပဲပြောထားတာပဲဟုတ်လားကာမောဇရာသောမနတဇဝနတိရတဟတနံပိဘိုက်တော့ဇနိတိဆိုပြီးတော့ကာမဇောသောမနတ13ပါးကရွေရှင်ခြင်းကိုလည်းဖြစ်စေတယ်ဆိုတာအဲ့ဒီနေရာမှာဖွင့်ထားတာတိကကျော်ဆရာကဟုတ်လားခွဲပြထားတာနောက်တစ်ခုကအာနန္ဒနှစ်သက်ခြင်းအာနန္ဒောတိမ်အဘဲကြောင့်တုံမကံတင်တို့အားသို့မဟုတ်တင်တို့ဤအာနန္ဒောဘိုက်တော့နှစ်သက်ခြင်းသည်ဟောတိနုဘိုက်တော့ဖြစ်ရသည်တဲ့အထက်ကရာဖွင့်မှာကဘုန်းကြီးတို့ကောနုတုံမာကံဟာသောဝါပြီးတော့ပါတယ်တုဋ္ဌိဝါအာနန္ဒကိုတုဋ္ဌိလို့ဖွင့်နော်
အဲ့တော့ပြီးတော့နောက်တစ်ခုကဂါရမကကောနုဟာသောပဲကောအဘဲကြောင့်ဟာသောရွယ်ချင်ခြင်းသည်နုရဲ့ရှိကဟောတိတဲ့တော့ဟောတိနုဖြစ်ရသည်ဘယ်သူမှဖြစ်တာလဲမြတ်စွာဘုရားကအဲ့ဒီအမျိုးသမီးတွေကိုပြောနေတာပေါ့ခုခေတ်လို့ဆိုရင်အမျိုးသမီးတွေကိုလက်ညှိုးထိုးပြီးပြောမှာပေါ့ဟုတ်လားနင်တို့ဟောစကားစကလုံးနဲ့ရိုင်းပြောရင်ဖျားပြောတဲ့ပုံစံမဟုတ်ဘူးပေါ့ဟုတ်လားခုခေတ်လို့နင်တို့အဲ့တော့ဒီလောက်တခါတည်းပဲဒုက္ခမျိုးစုံရောက်နေတာတောင်ဟုတ်လားပျော်ပါဘာကြောင့်ဘာလို့ရေရှင်တဲ့စိတ်ဟုတ်လားနှစ်သက်တဲ့စိတ်ပျော်ပါခြင်းတဲ့စိတ်တွေဘာလို့ဖြစ်နေရတာလဲလို့လက်ညှိုးကြီးထိုးပြီးတော့မေးမှာဟုတ်လားကောနုဟာသောဆိုတာအဲ့မှာလည်းပဲတုံမာကံဆိုတဲ့ခန္ဓာဘွဲ့မှာတွေ့လားအဲ့တော့အဲ့ဒီတုံမာကံဟာသောဆက်မယ်ဆိုရင်တော့တုံမာကံသင်တို့ဘာလို့ဤလိုပဲပေးရမှာပေါ့ကွာနော်ဟောတိကိုကြည့်ပြီးတော့နေတ္တယဆရာတွေဆိုရင်တော့ဟောတိပဲဘာသာတိကဆရာတို့ဆိုရင်တော့အမြဲတမ်းဒိုအတမ္ပံဘယ်တော့မှမပေးဘူးဘာပဲပေးတယ်တန်ပံလို့ပဲတိုးကြီးပဲပေးတာနော်နေတ္တယတွေကိုကြည့်လိုက်ရင်အဲ့ဒါဘာသာတိကတောင်မြို့ဆရာတော်ရဲ့ဘာသာတိကဆိုရင်သူကဒိုဤဟောတိမှာဟူတတ်သည်တံပံဘိုက်လို့မငယ်ဘူးတိုက်ရမလို့ဘယ်တော့မှဒိုအားလို့မပေးဘူးအဲ့လိုပဲအဲ့မလို့အဲ့မှာတုံမကသင်တို့ဤသို့မဟုတ်သင်တို့ဘိုက်လို့ဟာသောရွယ်ချင်းချင်းဒီဟောတိနုနောက်ကအာနန္ဒောနှစ်သက်ချင်းအာနန္ဒောလို့ဝင်တုဋ္ဌိအဲ့တော့တုဋ္ဌိကတုတတ်တဲ့ဘိုက်လို့တိပစ္စည်းသူလည်းပဲတုတ်တနံတုဋ္ဌိအဲ့တော့သူ့ကိုဖွင့်တဲ့အာနန္ဒကလည်းအပုပ္ပနန္ဒတဲ့နာအပစ္စည်းပဲသူလည်းပဲနှစ်သက်ချင်းဆိုတော့ဘာဝတ္တဖဲမို့လားဒါမို့အာနန္ဒနံအာနန္ဒောနှစ်သက်ချင်းအဲ့တော့အဲ့နှစ်သက်ချင်းကဘာလဲဆိုတော့သူကလည်းပဲဒီကာမဂုဏ်နဲ့ပတ်သက်ပြီးတော့နှစ်သက်တာပျော်ပါတာဖြစ်လို့မို့လောဘမှုသောမနတတွေကမှဘာတိသွားကောက်ထားလဲပီတိကောက်ထားတယ်ဝိညုလေးဘယ်လိုလဲအာနန္ဒနံအာပုပ္ပနန္ဒတဲ့အပစ္စည်းလောဘမှုသောမနတရှိပီတိဆိုပြီးတော့ကောက်ထားတာဟုတ်လားလောဘမှုသောမနတရှိပီတိဆိုပြီးတော့ကောက်ထားတာနောက်တစ်ခါနေဆံပစ္စလိတေတတိနေဆံအမြဲပစ္စလိတေအဲ့ဒီအတွက်ကိုပွင့်လိုက်တာကခုနကပြောသလိုရာဂာရိဧကာရတယိဧကိဟိပဲပစ္စလိတေရဲ့ကတ္တာအနေနဲ့ထည့်ထားသူ့ရဲ့ကတ္တာကကြည့်ပါလားဧကိမီးတို့သည်တဲ့ဘာကတ္တာကြီးလဲအောဒကတ္တာနဲ့ဟုတ်လားဖွင့်ထားတယ်ဆိုမှတော့ဟောသူ့ရဲ့ဆက်ရာကရိယာပစ္စလိတသည်ဘာဟောလို့အလိုသိရတယ်ကံဟောဒါမလို့ပစ္စလိတွေတောက်လောင်အပ်သည်ကံဟောတောက်လောင်အပ်တာဘာကြီးရတာလဲလို့ဆိုတော့သူနဲ့အရာတူတာလက္ခဏာဝန္တကြီးအထက်ကအိမသမေလောကတဏိဝါသေးဆိုပြီးတော့သူကပုံးလေဟုတ်လားသူနဲ့အရာတူတာကြီးကလောကတဏိဝါသဘာရလဲပုံးလေဟောရတယ်အဲ့ဒါကြောင့်မလို့ပစ္စလိတသည်ပပုပ္ပဇလတဲ့ပဲတပစ္စည်းပဲနော်ပပစ္စလိတပပုပ္ပဘာရောဇလတဲ့တပစ္စည်းတောက်လောင်အပ်သောလောကတဏိဝါဒမိတို့သည်မိဆက်တပါးသောမိတို့သည်တောက်လောင်အပ်သောဘာရောလောကတဏိဝါဒကိုရလောကတဏိဝါဒသည်နာမယောဂဘာရောဧကောနာမတရာပြောတာနော်နာမတရာဧကောဒါကြောင့်မလို့ဟောဒီပစ္စလိတဆိုတဲ့ပုဂ္ဂိုလ်ဝိဇ္ဇုဆိုတဲ့အခါမှာလဲကံဟောကရိယာနဲ့နော်ပစ္စလိယတိတိဘာရောပစ္စလိတောတဲ့ဧကောလေဟုတ်တယ်မလားနာမတရာနဲ့ရှင်ပထမလေဒါမို့ဝတ္တမံအတနောဘုတ်ပထမပရိဘာရောဧကောတေဝိဘကလေးနဲ့ဆိုလိုက်တာအဲ့တော့မှတ်တမ်းမှာဘယ်လိုလဲပစ္စလိယတေတိပစ္စလိတောဒါကတေဝိဘလေးနဲ့တေကိုတိပြန်ပြီးတော့ဆိုရင်ပစ္စလိယတိတိဘာလဲပစ္စလိတောပပုပ္ပဇလတဲ့တပစ္စည်းဤကလေးလာထားတာပစ္စလိတောအရာကောင်းရင်နောက်ကပါလားလောကတဏိဝါသောဘုကြည့်လောက်ထားတယ်လောကတဏိဝါသောအဲ့တော့ဇလတဲ့ရဓာတ်ရကောက်ချင်ဓာတ်ကတ္တာကိုကောက်ဇလနော်တောက်လောင်တယ်ဘာတွေတောက်လောင်လားမီးတွေတောက်လောင်အဲ့ဒီမီးတွေကဘာလဲ
ရာဂစတဲ့မီးတွေဒါကြောင့်မလို့ဇလတယဟုတ်လားရေရာဂစသောမီး7ပါးတဲ့နော်မီး7တန်ကခမတို့မဟာဝါပါဠိတော်အစပိုင်းလေးမှာအနတ္တလက္ခဏာ3မှာအကုန်ပါတယ်နော်အဲ့ဒါတွေအပြည့်စုံကုန်ရေးရှားပြီးတော့လောက်ထားနော်မီး7တန်လည်းမရလို့ဗနှစ်ခုမြောက်မီးကိုယူပြီးတော့အရာကောက်စသည်မေးလာရင်လည်းမသိပဲနေအောင်မယ်နော်အဲ့တော့17ပါးသောမီးတို့သည်နော်ပိသလိတွေတောက်လောင်အပ်သောဒါမလို့တဲ့အရာကခုနကရာဂစတဲ့မီး7ပါးကိုယူပြီးတော့တပစ္စည်းရာကတောက်လောင်အပ်တဲ့ဘာကြီးလားလောကတဏိဝါဒလောကတဏိဝါဒမူအဲ့ဒီရာဂစတဲ့မီးတွေအတောက်လောင်ခံရတဲ့ဖြစ်နေတဲ့ဘာကြီးတော့တတ္တဝါတွေအထူးအဖြင့်ဒီနေရာမှာဆိုရင်တော့ဘာကြီးတော့အမျိုးသမီးတွေလို့ပြောချင်တာပေါ့ဟုတ်ဘူးလားပိစလိတပိစလိတွေတောက်လောင်အပ်တကယ်တော့တတိဆိုတဲ့နောက်ကပုတ်ကလေးပါနေလို့ရတကယ်တမ်းတတိဆိုတဲ့ပုတ်မပါဘူးဆိုရင်တခါတည်းတန်းပေးလို့ရတယ်ပိစလိတွေဘာကြီးတော့တောက်လောင်အပ်တော့လို့ပေးရအဲ့မို့တတိကလက္ခဏာကြီးကနောက်ကပါနေတော့သူ့ကိုလည်းကတ်တားပဲကြံလိုက်တာပိစလိတွေဘာကြီးတော့တောက်လောင်အပ်သည်တတိဖြစ်လာတော့လို့လုပ်လိုက်တာတွေ့လားဣမသမေလောကတဏိဝါဒအဲ့လောကတဏိဝါဒဆိုတဲ့ပုတ်နော်အဲ့တော့ကိုကြီးတို့မတ်တမ်းမှာကြံထားတာကလောသင်္ကမ္မဟိုဘက်မှာစာမျက်နှာမှာခွန်မှာဗါတယ်လို့လောကတဏိဝါဒဘယ်လိုလဲလဲသင်္ကမ္မနိဝတန္တိအထာတိတဏိဝါသောသင်္ကမ္မနိဝတန္တိအထာတိတဏိဝါသောတဲ့စုဝေး၍နေရာဖြစ်သောဌာနနော်သင်္ကမ္မစုဝေး၍ပေါင်းစုံ၍နေရာတဏိဝါဒတန်ပုဗ္ဗနိပုဗ္ဗဝတ္တတဲ့နပစ္စည်းနဲ့အဓိကရဏတတန်ဥပတရာလေးကိုအဲ့မှာသင်္ကမ္မလို့ဆိုပြီးသုံးထားတာတသည်တန်ဥပတရာသည်သင်္ကမ္မအနတ်ဟောနိဥပတရာကတော့အနတ်မဲ့ဓာတုထာနုဝတ္တကလို့ပြောသင်္ကမ္မနိဝတန္တိအထာတိတဏိဝါသောပြီးတော့မှတခါလောကနံတဏိဝါသောလောကတဏိဝါသောဆိုတော့လောကတို့ရဲ့စုဝေးရနေရာဆိုတော့တတ္တလောကတတ္တဝါတို့ရဲ့စုဝေးရနေရာဆိုတော့ဩကာသလောကကြီးကိုသွားရနော်တတ္တဝါတို့ရဲ့ဘိုင်လို့စုဝေးပေါင်းစု၍နေရာဆိုတော့ဘာလောကကြီးသွားရဩကာသလောကကိုရအခုဒီနေရာမှာသူပြောနေတာကဣမသမိန်လောကတဏိဝါသေရာဂာရိဧကာရတယဧကိနေဇံပိစလိတေတတိဆိုရာဂစသောမီး7ပါးတွေအမြဲတမ်းလောင်မြိုက်ခန်းနေရတာဟာအဓိကရည်ရွယ်တာကတော့ဘာလို့ပြောတတ္တဝါတွေကိုအဓိကရည်ရွယ်တာဟုတ်လားအဲ့ဒါဆိုရင်ဒီလောကတဏိဝါဒကိုအခုလိုစတ္တိတပ္ပရိမကြံမဲနဲ့အယတုကမ္မတရေလောကဟာတတ္တလောကသင်္ခါရလောကပြီးတော့ပါလေဩကာသလောကအခုဉာဏတကတတ္တလောကကြီးဟုတ်လားဘာစုဝေးတည်နေရဩကာသလောကကြီးသွားရအေးအဲ့ဒါကိုပြောင်းပြန်ပြီးတော့နော်တတ္တဝါတွေရဲ့စုဝေးတည်နေရဖြစ်တဲ့ဘာကြီးပြန်ယူတတ္တလောကဆိုရင်ဟောတဏိဝါဒရလည်းပဲဘာကြီးလို့လောခုနကပြောတဲ့စုဝေးတည်နေရလောကရလည်းလောကဆိုတော့အရာဘာကြီးလို့တူသွားတယ်ပေါ့ဟုတ်လားတူသွားတယ်ဒါမလို့အရာတူကြမယ်ဆိုတော့ဝိတုတဏိဝါဒကတော့ဒီတိုင်းပဲတဏိဝသင်္ကမ္မနိဝတန္တိဘာလို့အထာတိဘာလို့တဏိဝါသောအခုကအရာကွဲစဉ်လောကနတဏိဝါသောလောကတဏိဝါသောအရာတူဆိုရင်လောကောဧဝတဏိဝါသောလောကတဏိဝါသောတဲ့အဲ့တော့ဒါဆိုရင်ဒီလောကနဲ့တဏိဝါဒလောကတဏိဝါဒခုနကတော့လောကသင်္ခါရလောကရဲ့ဩကာသလောကရဲ့တတ္တလောကရဲ့လောကဘယ်နှခုလဲ3ခုအဒီနေရာမှာကတော့တတ္တလောကကိုပဲအဓိကပြောချင်နေတာနော်အဲ့တော့တတ္တဝါတတ္တလောကတတ္တဝါတို့ရဲ့စုဝေးတည်နေရာသင်္ခါရလောကသို့မဟုတ်ဩကာသလောကအာရမကနောက်တကတတ္တဝါတွေစုဝေးတည်နေရာဖြစ်သောဟုတ်လားလောကဆိုတော့ तू ကဒုတိယအယတုသွားကြရင်သင်္ခါရလောကဆိုတာကြီးသွားရဘာလောကရတော့သင်္ခါရလောကဆိုတာသ
သင်္ခါရယုံနာတရားတွေကိုပြောတာလေတတ္တလောကကတတ္တဝါတွေဩဃတလောကဆိုတာဘုံဌာနတွေသင်္ခါရလောကဆိုတာသင်္ခါရဆိုတဲ့အတိုင်းပဲယုံနာသင်္ခါရယုံနာတရားတွေကိုပြောတာဟုတ်လားအဲ့ဒါကြောင့်မို့ခုဒီမှာလောကတန်နိဝါဒကိုနှစ်ချက်အခုဘုန်းကြီးရဲ့မှတ်တမ်းမှာတော့စတ္ထိတပ္ပရိအနေနဲ့လှုပ်ထားတာတတ္တဝါတို့ရဲ့စုဝေးတည်နေရာသင်္ခါရဘိုင်တို့လောကဩဃတလောကဓမ္မမုံရင်လေတတ္တဝါတို့ရဲ့အဲ့ဒါစုဝေးတည်နေရာဖြစ်သောဘိုင်တို့လောကအဲ့တော့ဘာလို့သင်္ခါရဘိုင်တို့လောကသင်္ခါယုံနာတရားတွေကိုသင်္ခါရတွေကိုရရင်သူ့ရဲ့မိယာတတ္တလောကကိုလည်းပဲဘိုင်တို့ယူလို့ဘိုင်တို့ရတယ်ဟုတ်လားအမို့သင်္ခါရလောကရောပြီးတော့နောက်တစ်ခုကအယုံနာတစ်ခုနဲ့ဆက်ပြီးတော့နေတဲ့ဘာကိုလဲတတ္တလောကရောလောကတဏှိဝါဒယနှစ်မျိုးလုံးဘိုင်တော့ယူလို့ရတယ်အဲ့တော့ခင်ဗျားတို့မှတ်ထားရမှာကအခုဒါအပြင်ဗါတဲ့လို့အယတုနှစ်ခုလည်းပဲတွဲရမှာဘိုင်လို့လောကောဧဝတဏှိဝါသောလောကတဏှိဝါသောတဲ့အဲ့ဒါလောကတဏှိဝါဒေကိုလို့ပေးတယ်ဘယ်မှာဆက်မယ်ပစ္စလိတေမှာပဲဘာလို့ရမလဲဆက်ရမယ်ဒါမို့လက္ခဏာဝန္တကံနဲ့သမိန်ဝိဘတ်ဆိုပြီးတော့ကြံပြထားတာမို့လားအေးနေသံပစ္စလိတေတတိနောက်တကတတိပစ္စလိတေတောက်လောင်အပ်သည်တဲ့တတိဘိုင်တော့ဖြစ်လက်တော်တဲ့အဲ့တော့ပစ္စလိတွေကိုသူကနောက်ကတတိဆိုတဲ့လက္ခဏာကိုကြည့်ပြီးတော့ကတ်တားကြံလိုက်တာပစ္စလိတွေတောက်လောင်အပ်သည်တတိဖြစ်လက်တော်ဆိုတော့တော်လက်တော်မှာလက္ခဏာဆိုတော့တတိကလက္ခဏာသူ့ရဲ့ကတ်တားကပစ္စလိတွေလက္ခဏာဝန္တာကတ်တားဟောပေါ့လားကြည့်လေအဲ့မှာပစ္စလိတွေတောက်လောင်အပ်သည်ကတ်တားပဲပေးတာမဟုတ်လားတတိဖြစ်လက်တော်တတိကဘာတော့လက္ခဏာအဲ့ဒီတတိဆိုတဲ့ပုဂ္ဂလေးကဒီနေရာမှာကအတ္တတဲ့အန္တပစ္စည်းနဲ့သမိန်ဝိဘတ်နဲ့ပြီးတဲ့အကောင်ဟုတ်လားအောင်းမေ့ခြင်းဆိုတဲ့အမှတ်ရတယ်ဆိုတဲ့တတိကိုပြောတာမဟုတ်ဘူးနော်ဒီတတိကဘာလို့ဖြစ်ခြင်းအောင်းမေ့ခြင်းဆိုတာကအမှတ်ရတာကတရကောင်းတဲ့တရတဲ့တိပစ္စည်းလေဒီတတိကဘာလဲဖြစ်တာမဟုတ်လို့အတ္တတဲ့အန္တပစ္စည်းအတ္တတဲ့အန္တပစ္စည်းတန်တဖြစ်ရမှာဟုတ်လားသမိန်ဝိပဿနာလေးတော့ဘာဖြစ်တော့တတိဆိုပြီးတော့ဖြစ်သွားတာဒီတတိကလေတွေ့လားဖြစ်တာဘာဖြစ်တာလဲပစ္စလိတာဟုတ်တယ်မလားတောက်လောင်အပ်သည်အဲ့တော့ဖြစ်တာပစ္စလိတာပဲဒါမှမဟုတ်ပစ္စလိတာနဲ့တတိဟာအရာပိုင်းတော့တူတယ်လက္ခဏာနဲ့လက္ခဏာဝံဣနတံဧကံဝိဘတ်တူမြဲသည်ပစ္စလိတော့ပစ္စလိတာနဲ့တတိဟာအရာတူဖြစ်တာပစ္စလိတာပဲဟုတ်လားဒါမလို့အဲ့ဒီတတိဟာအတ္တတဲ့အန္တပစ္စည်းနဲ့ဖြစ်တယ်ပစ္စလိတရတယ်ပစ္စလိတကလည်းဘယ်သူကြည့်မယ်လောကတဏှိဝါဒရတာပဲမို့လားဧကိုဘာလေကြီးတို့ပုံးလိန်ကြီးဒါကြောင့်မို့တတိလေးဝိယူဘလို့ဆိုပြတာအဋ္ဌိတိတန်တော်ပြီးတော့မှဘာလို့တတ္တမေတတိတဲ့တန်တတရာကိုခမရတို့နံခိုင်းစဉ်တိဝိဘတ်နဲ့တန်တော်တယ်မဟုတ်ဘူးဘာလေးလဲရှိတော့တန်လေးလေးမရှိဘူးလားကိစ္ဆန္တတရာကိုကိစ္ဆံဟုတ်လားကိစ္ဆန္တော်ဟောဒီမှာလည်းပဲတန်တော်တန်တာတန်တော်တန်တော်သိပြီပဲအဲ့တော့ဒီကောင်လေးကိုလည်းပဲအဋ္ဌိတိတန်တော်လို့မလုပ်ချင်လည်းရတယ်အဋ္ဌိတိတန်တတ္တမေတတိဟဲ့ကောင်လေနော်အဋ္ဌိတိတန်တော်လို့မလုပ်ချင်မဲ့အဋ္ဌိတိဘာလို့လဲချလို့ရလဲတန်လို့လဲချလို့ရတယ်ပလုတ်တုတ်တွေရဲ့အဋ္ဌိတိတန်တော်ပြီးတော့မှတတ္တမေဘိုက်လေတတိတဲ့ဟောတန်တတည်ပြီးတော့သမိန်ဝိဘတ်တတ်ထားတာလေနတကိုနတုငဲ့တယ်လေပြီးတော့မှတောတိတာဆိုတဲ့အကောင်နဲ့ဝိဘတ်နဲ့တကွာနတုကိုဘာလို့တာတိပြုပြီးတော့တတိဖြစ်တာကွာနော်အဲ့တော့ဒါမလို့ तू ကတန်တအရတူတာကဖြစ်တာဘာလဲပစ္စလိတအဲ့ပစ္စလိတရဘာလဲလောကတဏှိဝါဒဒါမလို့အဋ္ဌိတိတန်တော်တတ္တမေတတိအဲ့ကောင်ကလက္ခဏာအနတ်မှာသမိန်တကာလဘဝေသူစဟုတ်လားပစ္စလိတွေကလည်းလက္ခဏာဝန္တဘာရတော့ကတ္တာအနတ်သမိန်ဝိဘတ်သူလည်းပဲကာလဘဝေသူစဆိုပြီးတော့သွားတာ
ပိသတိတွေတည်းတော်ပြီအန္တကာရေနာဩနတ္တအန္တကာရအမိုက်မှောင်ကိုပြုတ်တဲ့မိုက်ဒီကိုပြုတ်တယ်ဟုတ်လားဒါမို့အမိုက်ဒီကိုပြုတ်တယ်ဆိုတော့အန္တကာရမိုက်မှောင်မဲ့ဒါမို့အန္တံကရောတိအန္တကာရောဒါပဂရိအမိုက်ပါပဂရိမိုက်မှောင်နဲ့တူတဲ့အဝိဇ္ဇာကိုရအောင်ဗာဆင့်ထားလဲဥပမာရိဆင့်ထားတယ်တွေ့တယ်မလားဒါမို့အန္တကာရယမူချဥပဇာကောက်ပါမူချပဂရိအမိုက်မှောင်ဥပဇာဘာကောက်မလဲအဝိဇ္ဇာဩနတ္တမြည့်ရှက်အကုံသောအဝပုပ္ပနဟတဲ့တပစ္စည်းအမြင့်ရှက်ခံရတာဟာဂါထာဖွင့်ကိုကြည့်လိုက်ဟိုဘက်ကဘာပါလဲတုံမေလို့ဩနတ္တရဲ့နောက်မှာအဖွင့်ဟိုဘက်မျက်နှာအဖွင့်လှန်ကြည့်လိုက်ဩနတ္တနောက်မှာဘာလဲတုံမေလို့မပါဘူးလားအဲ့တော့အမြင့်ရှက်ခံတာတုံမေပဲအဲ့တော့ဒါကြောင့်မို့ဒီဩနတ္တကိုဝိတ္တုဆိုတဲ့အဝပုပ္ပနဟတဲ့မြင့်ရှက်ကမ္မတတ်တော်ဟုတ်တယ်အဲ့တော့ဩနတ္တသူနဲ့သူသွားရတာကတုံမတရာသွားရတာလေအဲ့တော့တုံမတရာနဲ့ရှင်ရင်ဘာပရိမိသီမပရိဧကိုလားဘုလားဘုကြကြောင့်မလို့ဝတ္တမံအတ္တနောဘုဟုတ်တယ်မလားအတ္တနောဘုဘာပရိတော့မိသီမပရိတေအန္တိသေဝေဝေပြီးပဲမို့လားဝတ္တမတိအန္တိတိတမိမတေအန္တိသေဝေအဲ့ဒီဝေဆိုတဲ့အကောင်ကိုပရတ္တဘုတ်ပြန်လိုက်ရင်ဘာဖြစ်သွားထဒါကြောင့်မလို့မှတ်တမ်းမှာဝေယူဆိုလိုက်အဝနရှထာတိဘာလို့အဝနရှထာတိဩနတ္တာတဲ့ဩနတ္တာအဲ့ဒါမို့အနောက်ကအရာကောက်ပေါ်အောင်လုပ်ပါလေတုံမေတဲ့ဒါမလို့ကိတ်ပုတ်ကိုဝိဂျူဆိုတဲ့အခါမှာကိတ်ပုတ်ကိုကိတ်ကရိယာနဲ့ဝိဂျူဆိုရင်ဝက်ကြခင်းရင်ဟုတ်လားလိန်နဲ့ဝုတ်မှန်အောင်ကြည့်ရတယ်ကိတ်ပုတ်ကိုအာချက်ကရိယာနဲ့ဝက်ကြခင်းရင်တော့ယောဂနဲ့ဝုတ်ပရိတ်နဲ့ဝုတ်မှန်နေရတယ်ဟုတ်လားကိတ်ကရိယာနဲ့ဝက်ကြခင်းရင်ဘာနဲ့ပါလိန်နဲ့ဝုတ်အာချက်ကရိယာနဲ့ဝက်ကြခင်းရင်ကြတော့ယောဂနဲ့ဝုတ်သို့မဟုတ်ပရိတ်နဲ့ဝုတ်ပရိတ်ဆိုတာပထမပရိတ်မိသီမပရိတ်လဲမှန်ရမယ်ဝုတ်လဲမှန်ရမယ်ခင်ဗျားတို့ကဟာဒါကြီးကစုံနေကြပဲကွာဝတ္တမန်ကြီးနဲ့ဩနရှန္တိတိဩနတ္တာလို့လှုပ်လို့မရဘူးဩနရှန္တိလို့လှုပ်လိုက်တာနဲ့တေအန်တေဝိဘတ်ကြီးအန်တေဆိုတာဘာပရိတ်ပထမပရိတ်ပထမပရိတ်ဆိုတာဘာသာရာနဲ့ရှိရနာမသရာနဲ့ခုဩနတ္တာကအရာတူတာကဘယ်သူလို့တုံမအဲ့တော့တုံမသရာနဲ့ရှင်းနေတာကြီးကိုပထမပရိတ်ဩနရှန္တိတိလို့သွားလို့ရင်မမှားဘူးလားဒါကြောင့်မလို့မှတ်ထားကိတ်ပုတ်ကိုကိတ်ဝိတ်ကိုဆိုကြတဲ့အခါအချက်ကရိယာနဲ့ဝက်ကြခင်းရင်ယောဂနဲ့ဟုတ်သို့မဟုတ်ပရိတ်နဲ့ဟုတ်မှန်ရတယ်ကိတ်ကရိယာနဲ့ဝက်ကြခင်းရင်တော့လိန်နဲ့ဟုတ်ဘိုက်တယ်မှန်ရတယ်ဟုတ်ဒါမို့ဩနတ္တမှာအဝိဇ္ဇာတူသောအမိုက်မှာမြင်းရှက်တတ်တာကအဝိဇ္ဇာမို့လားဒါမလို့တက်ရဘာကောက်လဲအဝိဇ္ဇာပစ္စည်းရကတော့ဘာရတော့ခုနကအမြင့်ချက်ခံရတဲ့ဘာရလဲအမျိုးသမီးတွေပြောတာပါနော်အန္တကာရိနာဩနတ္တာနော်အန္တကာရိနာဩနတ္တာဗရိပန္နကိဝတ္ထဗရိပဆိုတာစီမီပဲဒီနေရာမှာညာနာဗရိပန်လို့ဖွင့်ထားတဲ့အတွက်ဉာဏ်ကြီးဟူသောစီမီကိုရအောင်သူလည်းပဲဥပမာရိတ်ဆင့်ရမှာမှတ်တမ်းခွန်ပါတွေ့လားပကာရိနာဒေပတိတိပဘဝဒီပတဲ့အပိသိပဂရိမိပရိဘောဝိယာတိမဉ္ဉံကိုဘိုက်တော့ကောက်ပါတဲ့အဲ့ဒီမှာအန္တကာရိနာဩနတ္တာအန္တကာရိနာအဝိဇ္ဇာဒီဟုသောအမိုက်မှောင်သည်ဟုတ်လားအဝိဇ္ဇာဒီဟုသောဘာရဲ့လဲအမိုက်မှောင်သည်တဲ့အဲ့ဒီပုတ်အနက်ပေးပုံလေးကိုရေးထားတယ်ဒါတွေကိုတစ်နှစ်ကမေးဘူးတဲ့အဲ့တစ်နှစ်ပဲမေးတယ်တခါမှမမေးဘူးစက်ပြီးတော့ဒါမေးလို့ရတယ်နော်အဲ့ဒီအန္တကာရိနာဆိုတဲ့ဟာကိုရူပကစသည်ကြအနက်ပေးဘုရားမှာဆောင်းပုတ်ကလေးနိယံလေးပါတယ်ဒီဟုသောကံကြီးယံတူသောတိသတိတံမတံကဲသူဒီဥပမာညီယာတမှုပိခာတိပြိုင်မတာနဲ့ပြန်လေအဲ့ဒီကဩရမယ်ဒီဟုသောလို့ပေးရင်ဒါရူပကနော်တူသောအဲ့တော့တူသောတိဘိုက်တော့သတိတံမတံတူသောဆိုရင်သတိတကဲ့သို့ဆိုရင်ဥပမာ
ဟုတ်လားဒါတို့နောက်တစ်ခုကသမုပိခာတိပြိုင်မတာနှစ်ခုပြိုင်ပြီးတော့ပေးတယ်ဆိုရင်တော့သမုပိခာဆိုပြီးတော့ဒါမို့အနက်ကအန္တကာရိဏအနက်ကိုကြည့်လိုက်တစ်ဘာလို့အဝိဇ္ဇာတိဟူသောမောင်လည်းအမိုက်မောင်တိဟူသောအဝိဇ္ဇာတိဝါအမိုက်မောင်နှင့်တူသောအဝိဇ္ဇာတိအမိုက်မောင်ကဲ့သို့သောအဝိဇ္ဇာတိအမိုက်မောင်အဝိဇ္ဇာတိသမုပိခာဒါကဒါကြတော့တက္ကပက္ခခေါ်တယ်တက္ကပက္ခအနက်လေးခုအောက်ကပရဘိုက်တို့ပက္ခပရပက္ခတက္ကပက္ခဆိုဒီနေရာမှာအဝိဇ္ဇာနဲ့အမိုက်မှောင်နဲ့အဝိဇ္ဇာဟာဘိုက်တို့တက္ကပက္ခပဲအဓိကကအဝိဇ္ဇာနဲ့အမိုက်မှောင်အဓိကတော့အဝိဇ္ဇာကိုပြောချင်တာပဲမို့လားဒါမလို့ပရပက္ခနေကြတော့ပြောင်းပြန်ဘိုက်တို့အဝိဇ္ဇာဤဟူသောအမိုက်မှောင်သည်အဝိဇ္ဇာနဲ့တူသောအဲ့တော့ဒီအနတ်ဟာမေးလို့အင်မတန်ကောင်းပါတယ်ဒီဟာကိုကြည့်ကြံတာတွေလည်းပဲဒီတိုင်းပဲရအောင်လုပ်ရမှာဒီကာထာလေးတပုတ်ကလေးကိုပဲထဲဘက်ဒီအခုဒီမှာတက္ကပက္ခအနတ်၄မျိုးပါဝင်စေလျက်အန္တကာရိဏ၌တက္ကပက္ခအနတ်၄မျိုးပါဝင်စေလျက်ဆိုထက်ကနတ်ခုပဲပရပက္ခအနတ်၄မျိုးပါဝင်စေလျက်ဆိုတော့အောက်ကအနတ်၄ပဲမို့လားဒါမှမဟုတ်ရင်လည်းပဲဒီဟူသောရူပကံညီယံစသောဟုတ်လားနိယံနဲ့အညီလို့ပေးခဲ့ရင်လည်းပဲဒါပဲတတိယစဉ်သမားတွေတေချာပေါက်မေးနိုင်တယ်နော်ဟုတ်လားတနှစ်တစ်ခါပဲမေးဘူးတယ်နော်ဒါကြီးကိုအဲ့တော့ဒါကိုနီးမိပြီးကြံတာတွေလည်းအကုန်အသုံးချလို့ရတာဖြစ်တဲ့အတွက်ကြောင့်သတိပြုရမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကတကရှေ့ဆက်ပြီးတော့ကြည့်ရင်အရာဖွင့်မှာဟိုဘက်ကမြန်မြန်လေးသွားလိုက်တော့တုတ်တိဝါနာနုဧတအကတ္တဘောအကတ္တပရူပောယေဝဘာလို့ဒါတွေကခုနပြောတယ်မပြုတ်ထိုက်တဲ့သဘောရှိတဲ့အတွက်ကြောင့်ဒါတွေကိုနှစ်သက်ခြင်းရှင်လန်းခြင်းတွေမဖြစ်တဲ့ဘူးပေါ့နော်နောက်ကအထဝုဒုကေနာဟိအဝိဇ္ဇန္ဒကာရိဏဘိုင်လေဩနတ္တာတဲ့အဝိဇ္ဇာတိဟူသောအမိုက်မောင်ကမြည်ချက်အဲ့ဒီအဝိဇ္ဇာရဲ့ဝတ္ထုအကြောင်းဝတ္ထုဘယ်နှပါ၈ပါးအဝိဇ္ဇာရဲ့ဖုံးလွှမ်းရာဌာန၈ခုဆိုတာလေဒါလည်းပဲရအောင်လုပ်ထားမယ်အထဝတိက၈ပါးသောအကြောင်းဝတ္ထုရှိသောဒီမှာမှတ်တမ်းမှာပါတယ်တွေ့လားဘာလို့အထသယုတ်ကပုပ္ပန္ဒအဲ့တော့အဝိဇ္ဇာရဲ့ဖုံးလွှမ်းရာဌာန၈မျိုးပဲဩနရတုဝိတတိဝအန္တကာရတဝိတမနထာယကိဉ္ကာရဏညာနာပရိပန္နဂဝေတထဒေသနာဝတ္တနိပိသတတာပိတာအိဋ္ဌိယောသောတာပတ္တိဖလေဘိုင်တို့ပဋိဋ္ဌိတုအောက်ကမှာတတ္ထာဒေသံအစလတတ္ထာယပဋိဋ္ဌိတဘဝညတဝတိနေရုမတ္ထကဩတရိတဝမြင့်မှုတောင်ထိတ်ကနေဘိုင်တို့ဩတရိတဝသက်ဆင်းနေဒါလည်းမြင့်မှုတောင်ကနေသက်ဆင်းနေဆိုတာရိုးရိုးဆင်းလို့မရဘူးဘာနဲ့ဆင်းမရတကိုးနဲ့ပဲဘိုင်တို့ဆင်းရတယ်လို့ဒါလေးလေးသိကဲမှတ်တမ်းမှာကအဲ့မှာသောတာပတ္တိပလိပဋိဋ္ဌိသူတို့အစလတတ္တယတုံလို့ချင်းမရှိသောဘိုင်တို့တတ္ထာတို့ဟုတ်လားပဋိဋ္ဌိတဘာဝညတဝါတဲ့အဲ့တော့နောက်နေ့လာရင်ဝိဇ္ဇဝဆနအနေနဲ့အဲ့ဒီမှာအစလတတ္ထာယဆိုတဲ့ပုဂ္ဂလေးဟိုဘက်ကတိနေရုဘိုင်တို့မထ္ထကာဆိုတဲ့နှစ်ပုဒ်အဲ့ဒီနှစ်ပုဒ်လဲရောက်ချင်းဩရမယ်ကဲခဏကြွတော့